ဆရာတော်မဆိုဝိနည်းကျွမ်းကျင်တဲ့ဆရာတော်များဖြစ်တဲ့အတွက်ကျွန်တော်တို့စစ်ကြိုက်ဖွင့်နာမယ်ကြည့်မေဟိုရှောက်ထားပါသည်ဗျာဒါကြောင့်ဆရာတော်ရဲ့ဘယ်ဆရာတော်ဖြစ်ရမှမသိဖြစ်နေမှာဆိုလို့ပါဗျာဘယ်ဆရာတော်ဖြစ်ဗျာမှန်ပါအော်သူမေးတဲ့မေးကုန်ပဲဆရာတော်ကြီးမေးကုန်မေးလဲတခြားဆရာတော်ဘာနဲ့ဒီဆရာတော်ကြီးဗျာပွင့်နေမယ်ဆိုတာဟိုကျောင်းနာမည်ပဲပြောဘာနဲ့ဒီဆရာလေးဗျာနွေရာတီကြလို့ရှိရင်တော့ယဟန်တော်တွေဟာတပိုက်ဖုံမကင်နေရပါတယ်ဗျာဒီအရှိခတ်ယဟန်တော်တွေဟာတပိုက်ဖုံကိုမကင်ကြပါဘူးလို့ဆိုတာကိုအစာပင်မှာအတိအလင်းဖော်ပြတာတွေ့ရလို့ပါဗျာမိုးရာတီကြလို့ရှိရင်ဆွမ်းခံလာတဲ့အခါကျရင်တိုက်ခောက်တင်ကောင်းတဲ့တိုက်ခောက်တင်ကန်းကိုဝတ်ထပ်ပြီးဆိုရှင်မိုးရွာလိုက်တဲ့အခါတပိုက်တီကိုရေတွေဝင်ကြပြီးဝင်ပါပါဗျာအားကြောင့်ဒီမိုးရာတီကြလို့ရှိရင်တပိုက်ဖို့မကယ်ပြီးနဲ့ရှေ့ခက်ရဟန်းတို့ကဘလို့အသုံးပြုခဲ့ပါတယ်ဆိုတာကိုဘုရားတပည့်တော်သိရှင်ပါတယ်ဗျာသိဆရာတော်ကြီးနားလည်းမထင်ဘူးဆရာတော်ကြီးနားမလဲဘူးကျွန်မမေးတဲ့မေးကိုနားမလဲဘူးနော်ဘုန်းတော်လေးစီကိုမိုက်ကတ်လိုက်ဘုန်းတော်လေးရဲထုံးဘုန်းတော်လေးကိုမိုက်ကတ်လိုက်ဆရာဘုန်းတော်လေးကိုမိုက်ကတ်လိုက်ဆရာတော်မိုက်ကတ်ဆရာဘုန်းတော်လေးပဲဆရာတော်ကြီးဟိုသူမေးတဲ့မေးကနားနဲ့တခြားမပြီးဘူးစကားမပြီးဘူးကျွန်မမေးဖြေလိုက်မယ်နော်ဆရာတော်ကြီးကိုစားတပြည့်တော့လည်းဖြေပေးမယ်နောက်ကျန်တာဆရာတော်ကြီးတွေထပ်ပြီးတော့ဝိုင်းဆွေးနွေးပေးကြလိမ့်မယ်တပိတ်ဖုံးကတော့ဒါတို့လိုအထက်ကရာတွေထဲမှာတော့တွေ့ရပြီပေါ့နော်ပါဠိတော်တွေထဲမှာတော့တပိတ်ဖုံးကမပါဘူးပေါ့ထက်ကရာဆရာများလက်ထက်ရောက်တဲ့ခါကျရင်တော့တပိတ်ဖုံးရှိနေပြီဆိုတာတွေ့ရတယ်အဲ့တော့ပါဠိတော်မှာအဲ့ဆိုတပိတ်ဖုံးမရှိရင်ဘယ်လိုများဆုံးခံတယ်လဲအဲ့ဆိုလို့ခန္ဓာကကျင့်ဝတ်တွေကိုလည်းလေ့လာကြည့်လိုက်ရင်တွေ့လိမ့်မယ်လက်တစ်ဖက်နဲ့သင်္ကန်းကိုဖယ်ပြီးတော့ဆုံးခံတယ်ဆိုတာပါတယ်တပိတ်ကိုပိုက်ထားတယ်အလူရှင်ကဆွမ်းလာလောင်းတဲ့အခါမှာလက်တစ်ဖက်နဲ့သင်္ကန်းကိုဖယ်လိုက်ရတယ်ဆိုတာပါတယ်အဲ့တော့ပြောချင်တာသင်္ကန်းနဲ့အုပ်ထားတယ်လို့ပြောချင်တာနော်တပိတ်ဖုံးမရှိဘူးပဲဖုံတွေရေတွေမကြအောင်သင်္ကန်းနဲ့အုပ်ထားတယ်ဆိုတော့သင်္ကန်းနဲ့အုပ်ထားတဲ့ကြောင့်တောင်းယုံဖုံတွေတော့ကြဖို့တော့မလွယ်တော့ဘူးပေါ့အဲ့တော့ဆွမ်းလောင်းတဲ့ခါကျမှအဲ့သင်္ကန်းကိုဖယ်ပြီးမှလက်ခံတာဒီလိုငယ်စဉ်တုန်းကဘီယန်နန်ကဆရာတော်ကြီးတစ်ပါးတွေ့ဘူးတယ်ထေရဝါဒဆရာတော်ကြီးသူလည်းလို့တပိတ်ဖုံးမပေါ့အဲဆုံးခံကြောလို့ချင်းသူကအဲ့လိုတပိတ်ကိုသင်္ကန်းနဲ့သူသင်္ကန်းယုံထားတယ်ဆိုရင်သင်္ကန်းနဲ့ဒီလိုအုပ်ထားတာသင်္ကန်းနဲ့အုပ်ထားတာတပိတ်ကိုမမြင်ရအောင်အုပ်ထားတာဆုံးလောင်းတဲ့ခါကျမှအဲ့သင်္ကန်းကိုသူကဖွင့်လိုက်တာအဲ့လိုမျိုးအဲ့လိုဆိုရင်တော့တောင်းယုံဒီရေတို့အမုံတို့မကြတော့ဘူးပေါ့အကိတန်တရားရှိတယ်ဆိုရင်လည်းဆုံးလောင်းကနေကြရင်အဲ့တပိတ်ကိုပြန်ကတ်ခိုင်းလိုက်တယ်ဆုံးလောင်းမဲ့အလူရှင်နဲ့တွေ့လို့ရှိရင်ဒီတပိတ်လေးပြန်ကတ်ပါအောင်ဆိုပြီးတော့ကတ်ခိုင်းလိုက်တယ်အဲ့လိုမျိုးလေ့ကျင့်တဲ့သဘောရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါတပြီးတော့လေ့လာတွေ့ရှိချက်ပေါ့နော်တပည့်တော်သင်္ကန်းကဖုန်နေကြရင်လေတန်တရားရှင်ခုနပြောသလိုပဲလေအကက်ခံပေါ့ပြန်ကက်ခံပေါ့ဘာလို့ဆုံးလောင်းတဲ့သူနဲ့တွေ့မှာဟုတ်ဟာဖေမိုးရာတီကြတဲ့ခါကျရင်တိုက်ခောက်ရေတွေကပြန်ပြီးတပိုက်တီစီးကြဟာတွေတွေ့ကြဗျာအဲ့လိုမျိုးဖုံးထပ်ပဲဒီလိုဦးစင်းရင်နောက်တစ်ခုကဦးစင်းလို့ဝင်းကြီးကိုလေ့လာတဲ့ခါကျရင်ယနေ့မျက်မှောက်ခေတ်တစ်ခုကိုကြည့်လို့မရဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကပြည့်ညက်ခဲ့တဲ့ဝင်းကြီးဖြစ်တဲ့အတွက်ကြောင့်အိန္ဒိယရဲ့ tradition ယဉ်ကျေးမှုကိုသိထားဖို့လိုတယ်ဒီလိုယနေ့ခေတ်မှာကဘာလဲဆိုတော့သင်္ကန်းယုံတဲ့အခါမှာဧကတိကိုပဲယုံတာဒုက္ခမယုံဘူးရှေ့ခေတ်ကကြတော့ဧကတိကိုလည်းယုံတယ်ဒုက္ခကိုလည်းယုံတယ်သဘောလည်းမသိဘူးအဲ့သင်္ကန်းသုံးထပ်ဖြစ်သွားတယ်အဲ့တော့တောင်းရေဖောက်ဖို့ကမလွယ်ဘူးသဘောလည်းမသိဘူးယနေ့ချိန်ဒီသီရိလင်္ကာနိုင်ငံမှာသင်္ကန်းယုံတဲ့အခါမှာဒုက္ခကိုပါယုံတယ်သူတို့ဒုက္ခကိုဒီလိုမြန်မာနိုင်ငံကျတော့ဒုက္ခကိုပခုံးပေါ်တင်ထားတယ်သူတို့မတင်ဘူးဧကတိနဲ့ဒုက္ခကိုပေါင်းပြီးတော့ယုံတာအဲ့တော့သင်္ကန်းသုံးထပ်ဖြစ်တဲ့အတွက်ကြောင့်ရေဖောက်ဖို့ကမလွယ်ပါဘူးเนาะကျွန်တော်မေးဆရာတော်ဖြစ်ချင်းပါအောင်ဗျာနောက်တစ်ဘိတ်ဖို့မသုံးမဲနဲ့ဆုံးခံတာအထူးဆန်းမမဟုတ်တာရှင်ဗျာနော်ဒါတပြည့်တော့ကလေးဘွားတို့မှတပိတ်ဖုံးကိုမကင်ဘူးဒီတိုင်းလိုက်သွားတာတော့ရတယ်မှနေခဲ့တာဒီတိုင်းပဲခံတယ်မိုးရွာလဲဘာမှမဖြစ်ဘူးတပိတ်နဲ့အုပ်ပြီးဒီလိုကြီးကာထားတာတပြည့်ပြီးဖွင့်ပြီးတော့ဆုံးခံတယ်အကယ်၍ဝင်သွားပြီဆိုရင်
ကိုကအမုံနေမြူမုံနေတေချာမှဝင်နေဆိုရင်ခုနဘုန်းတော်လေးပြောသလိုပဲစွန့်မခံခင်လေးမှာအကတ်ပြန်ခံလိုက်တယ်မတွေ့ရင်တော့တန်တရားမရှိဘူးတပြည့်တော်တို့ကအဲ့ဒါဝီနီးဆိုတာအဲ့ဒါပြောတာကိုယ့်ရဲ့တရားတရားရဲ့ပညာတရားချင်းချေရတယ်အဲ့ဒါမှဝီနီးကိုကိုစားကင်ပြီးကျင့်နိုင်တာပညာတရားတတ္တတရားမရှိဘူးဆိုရင်ဝီနီးကဘယ်တော့မှလမ်းမဆုံးတော့ဘူးဗျာနောက်ပိုင်းအရှင်များတို့သိလာလိမ့်ဝီနီးကချစ်စရာသိကောင်းတာဘာမှမဖြစ်ဘူးဗုဒ္ဓရဲ့သာသနာအစွန်းမရဘူးဗျာတပိတ်ဘုံမသုံးမဲ့နဲ့ကျင့်လို့ရပါတယ်နော်အဲ့ရှိခေတ်ကတော့ဒုက္ခကြီးနဲ့နှစ်ထပ်ပြီးယုံတာအခုခေတ်ကတော့ဒုက္ခကိုပခုံးပေါ်တင်တာအဲ့ဒါလေးပဲကွာဆုံးခံကြွရင်ဒုက္ခပါရတယ်ရွာတွေကိုဆုံးခံဝင်ဒုက္ခယူသွားရတယ်အဲ့ဒါလေးလည်းသတိထားရအောင်နော်ရတယ်ကြီးတော့ဘာမှမဖြစ်ဘူးလွယ်လေးရှင်လွယ်လေးဗုဒ္ဓရဲ့ဝိနည်းခတ်အောင်မကြည့်နဲ့ခံကြည့်လိုက်အရှင်ပြတို့နော်ဆုံးခံရင်ဖွင့်အကယ်၍အရှင်ပြမျက်လုံးထဲမှာမြူမုံနေကြတာမြင်သွားရင်ဘာလုပ်အောင်လဲအကက်ခံပြန်အကက်ခံလိုက်ဘောအဲ့ဒါဆုံးလောင်းတဲ့လူကအကက်ခံတဲ့လူဖြစ်သွားတာဟုတ်တယ်မလားဘာမှကက်ခဲဘူးတဝါလောက်ကျင်းလိုက်နော်ဟာဗျာတကယ်လို့တိတ်ခောက်ရည်တွေဝင်ခေလို့ရှိရင်တပတ်တွေကြဘယ်လိုတော့ရမယ်ဆိုတာလည်းသိရှိနေပြီအဲ့ဒါနဲ့တပီတော့ပြောပြချင်ပါတယ်တော်စုံတလုံးဖြစ်သွားပါပြီအဲ့ဒီတည်းမှာဒုက္ခ10မျိုးဆိုတာရှိတယ်ဆွမ်းခံသွားတဲ့ယဟန်တော်တွေကတကယ်လို့တပိတ်ဖုံးမပေါဆိုရင်အဲ့ဒီမှာမြူမုံတွေချလာပြီဆိုရင်အကတ်ခံပြီးတော့ရှစ်ဆက်ပြီးတော့သွားရမယ်တဲ့တကယ်လို့မြူမုံကြားရတာနဲ့ရှစ်ဆက်ပြီးတော့ဆွမ်းခံသွားမယ်ဆိုရင်တော့ဝိနည်းဒုက္ခအဘတင်တယ်အဲ့တော့ရှစ်ဆက်ပြီးတော့ဘာလို့ရမလဲဆိုရင်အကတ်ခံဖို့အခက်အခဲဖြစ်သွားပြီဆိုရင်အကတ်ခံပြီးမဲ့ပုံကိုလည်းမရှိဘူးဆိုရင်တော့နှလုံးသွင်းရမယ်မဟုတ်ရင်တော့ဒုက္ခအဘတင်တယ်ဆွမ်းခံသွားလို့မရအောင်အဲ့တော့နှလုံးသွင်းရမယ်အပိုင်းမှာဒီဆွမ်းကငါမဖုံးတော့အဲ့တော့တပိတ်ထဲကဆွမ်းကငါမဖုံးတော့ကြောင်းရောက်ရင်ကပ်ပြရပဲဖြစ်ဖြစ်တရားရောက်ဆွတ်မယ်ဆိုပြီးတော့နှလုံးသွင်းပြီးတော့ရှေ့ဆက်ပြီးတော့ဆွမ်းခံသွားရမယ်အဲ့တော့ရသည်မြတ်ဆွမ်းကိုကြောင်းရောက်ပြီးတော့ဆွမ်းလိုက်ရမယ်ဆွမ်းပြီးတော့သူတို့အပိုင်းလုပ်ပြီးမှပြန်ပြီးတော့အလူခံလို့ရတယ်ပေါ့တာမဏေရဲ့ဥစ္စာလုပ်ပြီးမှအကတ်ခံပြီးတော့ပြန်စားရမယ်မဟုတ်ရင်ဒုက္ခအဘတင်မယ်အဲ့ဒီမှာမြူမုံနေတကွအဲ့ဒါဒုက္ခ10မျိုးပေါ့ဒုက္ခ10မျိုးတွေကဝိနည်းဒုက္ခအဘမတင်အောင်အဲ့ဒါတပိတ်ဖို့မပါတဲ့ပုဂ္ဂိုလ်ကအဲ့လိုပြုကျင့်ရမယ်အပိုင်းပေါ့နော်ဒါတော့ဆိုရင်တော့ပြည့်စုံတော့ပါဗျာရှာတန်ကဗျာမေးချင်မေးလို့ရပြီဗျာမေးနာဟမ်မယုံမလားမယုံပါနဲ့တယောက်တည်းတော့မရအောင်ထင်တယ်ဗျာနော်ဟိုပါဗျာဝိတုံကာမတိနဲ့ပတ်သက်လို့ဗျာဒီခုကရရှင်စန္ဒယူရဟာတအခက်တဲ့အတွက်ဝိတုံတံကာမတိကိုဘယ်လိုလျှောက်တည်ရမယ်ဆိုတာလေးကိုလေမိကြတော့ပါဗျာဝိတုံကာမတိလျှောက်တဲ့နေ့ကိုပြောနေပါဗျာဝိတုံကာမတိကတော့ဘယ်လိုလျှောက်တဲ့နေ့လျှောက်ဖို့ဆိုတော့တပည့်တော်တို့တော့လျှောက်လို့မရသေးလို့ပါဗျာအဲ့ဒါကပ္ပိယတွေကိုကပ္ပိယတွေလည်းဆရာတော်ဗျာနည်းနည်းလေးသူတို့အကြောင်းလဲမိခိုင်းနေကောင်းပါဗျာဝိတုံကမှရှောက်ရတာတော့တော်တော်လေးလက်ဝင်နေရှင်ဗျာနော်အဲ့ဒီရှောက်ထားတဲ့စာရွက်စာတမ်းပေါင်းက30ကျော်40လောက်ရှိမှထင်တယ်မြန်မာပြည်မှာရှိနေတဲ့အဖွဲ့အစည်းမှန်သမျှအားလုံးရဲ့ထောက်ခံချက်လိုတယ်အကယ်၍ရှောက်ချင်ပါလို့ရှိရင်ပြောတော့မှအဲ့ဒီပုံစံတွေကတော့ရှိပါတယ်ပြီးတော့လောလောဆယ်ရှောက်ထားတယ်ပေါ့နော်ကြတော့မကြသေးဘူးပေါ့ကြကတော့နီးပြီလို့တော့ဆိုပါတယ်အများကြီးပေါ့နော်အဲ့ဒါကြတော့ပြီးတော့ဘုန်းကြီးပင်မနာမဟုတ်တော့ဘူးတခါလေးပင်မနာပေါ့ဆန္ဒယူပြီးတော့ပြီးတော့သမုတ်တဲ့နယ်သိမ့်ပြီးသမုတ်တဲ့တိတ်နေကြလို့ရှိရင်ကတော့ရဟန်းတော်တွေပင်မနာပေါ့ဒီဟာကြတော့ပြီးတော့ရဟန်းတော်တွေကတော့တိတ်မပင်မတော့ဘူးတခါကြီးတွေလှုပ်ရှုပ်တာပေါ့နော်ဆိုပါစို့ဒီကျောင်းထဲမှာဒီ area ဝိတုံကမှရှောက်မယ်ဆိုလို့ရှိရင်ဒီပတ်ပတ်လေကခြံရှင်တွေရဲ့ခွင့်ပြုချက်ကလည်းသဘောတူညီဖို့လည်းပါသေးတယ်ပြီးရင်စီဘန်တို့ရဲဆိုလည်းရဲအဖွဲ့ပေါင်းဆိုအကုန်လုံးပေါ့မြန်မာပြည်မှာရှိတဲ့အဖွဲ့အစည်းအားလုံးရဲ့ထောက်ခံတာလို့ပဲလူအဖွဲ့အစည်းရောတန်ခါအဖွဲ့အစည်းရောလူရင်းကတော့လေအဲ့လိုမျိုးစာရွက်စာတမ်းပြည့်စုံစုံနဲ့ရှောက်လိုက်ပြီဆိုလို့ရှိရင်ထက်ဘက်ကနေပြီးတော့မှလာဆင်းကြည့်တာပေါ့နော်သူတို့ဒီထက်ကဒီအုပ်ချုပ်ရေးမှုတို့ဘာလို့အဲ့ဒါလာဆင်းကြည့်ရတကယ်ဟုတ်မဟုတ်ရှောက်ထားတဲ့မြေနေရာနဲ့ဒီမှာတကယ်ဟောဖြစ်တဲ့အခြေအနေနဲ့နှစ်ဦးလောက်လာနှစ်ခါလောက်လာကြည့်လာကြည့်ပြီးလို့သူတို့မှန်ကန်တယ်ဆိုလို့ရှိရင်
နောက်ဆုံးအဆင့်ဘို့ကိုတင်လိုက်တာပေါ့နော်အဲ့အဆင့်သွားတာပေါ့နော်ရှင်ဗျာနော်အသေးစိတ်ပြောဖို့ကတော့နားလည်ဖို့နည်းနည်းခက်တယ်နော် ဖဲတော်များပို့ပြီးတော့ရှင်းရှင်းလင်းသိတော့လက်တွေ့လုံးနေတဲ့တကားရေနည်းနည်းလေးရှောက်ထားခိုင်းကျင်ပါရဲ့ဗျခွင့်ပြုပါလားဗျာ ကျေစုအဲ့ဒါကြီးကဟိုဖြစ်တယ်ရှင်းပြဖို့မလွယ်ဘူးနော် ရှင်းပြဖို့မလွယ်ဘူးတဲ့စာအုပ်မှာရှိတယ်နော်ရှိရဆိုရင်မရှိ ဘာလို့ရန်ကဲဆရာတော်ရေးထားတဲ့စာအုပ်လည်းရှိဝိတုံကမှာရှောက်ထားဒါပေမဲ့အဲ့ဒါလည်းအခုနောက်ပိုင်းဥပဒေလေးနည်းနည်းပြင်ထားတော့ပြန်ပြီးတော့နည်းနည်းတော့ပြင်ရတာပေါ့ဘာလို့သူကဟိုဟာဖြစ်လဲဆိုတော့အဲ့လောက်ကြီးကြံ့ကြလဲဆိုတော့ဒီလိုဖြာသူတို့ကအဲ့ဒီသူတို့ဌာနဆိုင်ရာကတခါကြီးတယောက်ကပြီးကြတဲ့နေ့ကပြီးတော့အခုလိုဒီဆွေးမှာရှင်းပြတယ်ဟိုဒီလျှောက်ထားတဲ့ဥမာ90ပတ်လဲဆိုလို့ရှိရင်90ပတ်လဲကိုသူတို့ကဒီနိုင်ငံတော်ကနေပြီးတော့မှသာသနာကိုသူတို့ကအပြီးလှူလိုက်ရတယ်လို့ဆိုတယ်သူတို့ကတပည့်တော်တို့ရဲ့ဝိနည်းကံအရာတော့ပြောအဲ့လောက်မလိုဘူးလေမင်းရဲ့အာနာနဲ့ဒီ90ပတ်လေဧရိယာကိုဒီဝိတုံကာမတိချရွာငယ်တစ်ခုအနေနဲ့တတ်မှတ်လိုက်ယုံပဲတပည့်တော်ကလိုချင်တာဒါပေမဲ့ဘို့ဥပဒေမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးသူကတတ်မှတ်ယုံတယ်မကောက်ဘူးသူကတကယ်ကိုမှနိုင်ငံတော်ပိုင်မြေတဲကနေပြီးတော့မှဒီသာသနာကိုသူတို့ကအပြီးလှူလိုက်တာတဲ့အဲ့လိုအဲ့ဒါဟာအကြောင်းမျိုးမျိုးကြောင့်နောက်တစ်ချိန်ပေါ့နော်ဒီဧရိယာကိုအစိုးရကပြန်သိမ်းပိုင်ခွင့်ရှိလားဆိုရင်မရှိတော့ဘူးလေသူကဆိုပါစို့ဒီနေရာကြီးမှာစက်မှုဆိုရင်စောက်ဖို့တော်လည်းကောင်းမြို့ပြစီမံကိန်းရှိတော့တော်လည်းကောင်းဒီဧရိယာကိုသိမ်းခွင့်ရှိလားဆိုရင်မရှိတော့ဘူးတဲ့အဲ့လောက်ကြီးသူတို့ကတတ်မှတ်ထားတာအဲ့အကြောင်းကိုတအားခက်ခဲသွားတာ အဲ့ထက်မဲ့တပုံနေဝင်နေရောဝင်ဖမ်းလို့ရလားဗျာ ရ အဲ့ဝိတုံကာမမှာတပုံနေဝင်နေရော ဝင်ဖမ်းလို့တော့မရဘူးအပြင်ကနေတော့ပြစ်လို့ရတယ် ဟုတ်တယ်အကျဉ်းဟုတ်တို့တော့လည်းကြားဘူးကငယ်တော့ဟုတ်တိန်နေတဲ့ဝင်နေလို့ရှိရင်ရဲဖမ်းလို့မရဘူးလို့ကြားတော့အဲ့ဒါတော့နိုင်ငံရေးဖြစ်သွားရဆိုတော့ဗျာမမေးတော့ပါဘူး ရပါအဲ့ဒါထားလိုက်တော့နော်နောက်တစ်ခု လောဖျားတပည့်တော်ရှိခင်ကြီးညိုလေးသားရပါတော့ဖျားတော်တန်ဃာတော်စမြတ်ဖျားဖျားတပည့်တော်ကိုမေခွန်းတစ်ခုလောက်မေခွန်းပြုတော်မူပါဗျာဘုန်းတော်လေးကိုဖျားတပည့်တော်မိရှောက်ခွင့်ပြုတော်မူပါဗျာဒီเจ้าမှာဖြစ်သွားတဲ့အဖြစ်ပြတစ်ခုပါဗျာပရိဝတ်အကြောင်းအရာပါဗျာဒီဘက်တော့ပရိဝတ်ဖောက်တည်နေတဲ့အချိန်မှာတန်ဃာတစ်ပါးပါ12တောင်တင်းဝင်လို့ရှိရင်ကံပြတ်ပါတယ်လို့သိရပါတယ်ဗျာညင်းပြတ်တယ်လို့ပေါ့ဓမ္မအဲ့ဒီ12တောင်အတွင်းကစံကာရတယ်ဆိုလို့ရှိရင်အဲ့ဒီစံအတွင်းထဲကို12တောင်အတွင်းကဝင်ပေမဲ့စံအတွင်းထဲမဝင်ဘူးဆိုလို့ရှိရင်ညင်မကင်းပါဘူးလို့တပည့်တော်မှတ်သားဖို့ရတယ်ဗျာအဲ့ဒါကိုစံကနည်းနည်းပြတ်နေတယ်တကားပေါက်လည်းမရှိဘူးဆိုလို့ရှိရင်ညင်ကင်းမကင်းဖျားတပည့်တော်မိန့်ကြားလိုပါတယ်ဗျာအကျယ်ဆဲပြီးမှပဲအကျယ်ဆဲပြီးတော့ဖျားတပည့်တော်ကိုပြေချပေးဆိုလိုပါတယ်ဗျာအေးပရိဝအာရောစနာခေဆိုတာရှိတယ်လေပရိဝကြားတယ်တန်ဃာတည်းအဘက်တင်လို့ပရိဝကုစားတဲ့အခါမှာအဘက်ကုစားတဲ့အခါမှာပရိဝစောက်တည်တယ်အဲ့တော့ကျောင်းခြံထဲမှာစောက်တည်ရင်ကျောင်းကခြံစည်းကိုကာထားတယ်ဆိုရင်ခြံစည်းကိုအတွင်းကိုအာရောစနာခေဆိုတာပရိဝဒေသနာကြားတဲ့နေရာအဝန်းဝိုင်းဒီလိုခေါ်တယ်ခြံစည်းကိုရှိရင်အဲ့တော့ခြံစည်းကိုမရှိဘူးဆိုရင်တော့အစွန်ဆုံးကျောင်းကနေခဲနှကြအတွင်းဒါအာရောစနာခေဒီလိုခေါ်တယ်ဥပ္ပါစာရတိတ်အဲ့တော့ကျောင်းအပြင်ဘက်ကိုထွက်ပြီးတော့စောက်တည်မယ်ကျောင်းထဲရအပြင်ဘက်ကိုစောက်တည်မယ်ဆိုရင်တော့တပင်အောက်တွေခြုံအောက်တွေတွားစောက်တည်မယ်ဆိုရင်တော့12တောင်အတွင်းဒီလိုခေါ်တယ်အဲ့တော့အခုဒီမှာဟိုးဘက်မှာပရိဝတ်စောက်တည်ဖို့ကျောင်းဆိုပြီးတော့
ယာယီခြံစည်းရိုးလေးကားပြီးလှုပ်ထားကြတယ်အဲ့တော့အဲ့ခြံစည်းရိုးရဲ့အဝန်းဝိုင်းတည်ဒါပရိဝတ်ကြားရမယ်အဝန်းဝိုင်းဖြစ်သွားတယ်အဲ့တော့ဦးစင်းတွေအစောကြီးထားပြီးတော့အဲ့ပရိဝတ်ဆောက်တည်ရမယ်ခြံကိုသွားပြီးတော့တန်ခါစုအဲ့ဒီမှာဝတ်ဆောက်တည်ဝတ်ကြားအဲ့တော့အဲ့ဒီခြံစည်းရိုးအတွင်းကိုမဝင်လာတော့လည်းပဲနော်ခြံစည်းရဲ့အပြင်ဘက်ကယဟန်တော်တွေရဲ့အတန်ကိုကြားရမယ်ခြံစည်းရဲ့အပြင်ဘက်မှာယဟန်တော်တွေဖြတ်သွားတာကိုမြင်ရတယ်ဆိုရင်တော့အဲ့အတန်ကြားရတဲ့ယဟန်မြင်ရတဲ့ယဟန်ကိုတွားပြီးတော့ပရိဝတ်ကြားရမှာဖြစ်တယ်အဲ့တော့ကျောင်းဆောင်ထဲမှာနေပြီးတော့ကိုကပရိဝတ်ဆောက်တည်နေတယ်အဲ့တော့ခြံစည်းကိုဘေးနာကပ်ဖြတ်သွားတယ်ခြံစည်းကိုအတွင်းတော့မဝင်လာဘူးကပ်ဖြတ်သွားတယ်ဘယ်သူမှမမြင်လိုက်ဘူးဆိုရင်တော့ကြားစရာမလိုသူကခြံစည်းကိုအတွင်းကိုမဝင်လာတဲ့အတွက်ကြောင့်ဒါကအရှိခံဝိနည်းအဲ့တော့ခုနကဦးသိမ်းပေးတဲ့ထဲမှာခြံစည်းရိုးကတကားလေးပြတ်နေတယ်နည်းနည်းလေးကျိုးနေတယ်အဲ့ဒါကသူကပရိဝတ်ကိုမပြတ်စေနိုင်ဘူးနော်နည်းနည်းပါးပါးခြံစည်းရိုးပြတ်တာကတော့ပြဿနာမရှိဘူးသူကသုံးပုံပုံရင်တော့မှသူကနှစ်ပုံလောက်ကာထားရင်ကိုပဲသူကအရန်အကာပြောင်းနေပြီလေနော်ဒါကြောင့်နည်းနည်းပါးပါးပြည့်စည်တာလောက်ကတော့ခြံစည်းရိုးအရန်အတားမရှိဘူးလို့သူတို့မပြောရပါဘူးနော်အနည်းဆုံးသုံးပုံနှစ်ပုံလောက်ကာထားရင်ကိုခြံစည်းရိုးမြောက်သွားပါပြီနော်ဒါကြောင့်အဲ့ဒီခြံစည်းရိုးကာထားတဲ့နယ်နိမိတ်ထဲမှာဝတ်ဆောက်တည်မယ်ဆိုရင်အပြင်အိုကဖြတ်သွားလို့ရှိရင်မမြင်ခဲ့ရင်ပေါ့နော်မမြင်ခဲ့ရင်မကြားခဲ့ရင်ဝတ်ကြားစရာမလိုပါဘူးအဲ့ဒါပရိဝတ်လည်းမပြတ်ပါဘူးနော်မှန်ပါကျေးဇူးပါပဲ ဘုန်းတော်လေးဗျာမေခွင်းမေးလျှောက်ခွင့်ပြုတော်မူပါဗျာနံပါတ်1ပါဗျာရဟန်းတော်နှင့်ကိုရင်များကြောင်းမြင်တို့တင်ငန်းမယုံပဲတွားပါကဘာအပြစ်တင်မှလည်းဖြေကြတော်မူပါဗျာဦးစီမေကတော်တော်ခတ်သွားပါပဲဦးစီဖြစ်ရမယ့်ပုဂ္ဂိုလ်တော်တော်အားနာသွားတယ်အေးအယုံခိုင်းအတင်ခိုင်းတော့ပြန်သတိရပါတယ်နော်အေးလေတပည့်တော်တို့တေခိယသိက္ခာဘုရားပါတာပဲဦးစင်းမလားဟုတ်တယ်မလားတင်ပါဗျာအေးတေခိယသိက္ခာဘုရားပါတယ်မလားဘယ်သိက္ခာဘုရားလို့သုပ္ပတိသံနောအန္တရဂရေကမိတ်သာမိတိသိက္ခာကရဏိယလေလက်ကဝတ်တို့ကိုကောင်းစွာဖုံးလွှမ်းလျက်မြို့ထဲရွာထဲမှာသွားရမယ်နေရမယ်ဆိုတာလေအဲ့သုပ္ပတိသံနောဆိုတာသင်္ကန်းယုံခိုင်းတာပဲပေါ့တော်တော်များများမေးတယ်ဟုတ်တယ်သင်္ကန်းယုံရမယ်ဆိုတော့ဝိနည်းမရှာဘူးမတွေ့ဘူးလို့တဲ့229ထဲမှာသင်္ကန်းယုံမှမတွေ့ဘူးတဲ့ဆိုတယ်အဲ့လိုပြောကြရတယ်လားအဲ့ဒါရင်မပါလို့တဲ့သင်္ကန်းယုံမှဘယ်နဲ့မှမတွေ့ဘူးတဲ့ဆိုတာသုပ္ပတိသံနောကိုသူကနားမလဲတာပေါ့နော်သုပ္ပတိသံနောဆိုတာလေဘင်းတွေကိုကောင်းစွာဖုံးပါလက်ကဝတ်တွေကိုလက်ကဝတ်ကိုကောင်းစွာဖုံးပါဆိုသင်္ကန်းယုံမှဖုံးပါပေါ့အကြောင်းသင်္ကန်းယုံရမယ်ဆိုတော့သိက္ခာပုဒ်ဒီအလုံးပြောပဲသိက္ခာပုဒ်လဲဒုရိစ္ဆာသောပရိသနာသိက္ခာပုဒ်အဲ့ဒါကယဟန်တော်တွေအတွက်ဆိုရင်ဘာအဘက်တင်လဲဒုက္ခအဘက်ကိုရင်နေဆိုရင်ဓမ္မရှင်းပါပြီနော်ဒီနော်အေးနံပါတ်1ပေါ့ဗျာရဟန်းတော်များဒီစွန့်ငံကြွပါကဒုက္ခမပါပဲကြွလို့ရပါလားဗျာဒုက္ခကဆုံးခံကြရင်ဒုက္ခယူရတာကိုတွေ့ရတယ်ဗျာဒီလိုတို့ဘုရားလက်ထက်ကတော့အားလုံးယူတာဗျာဒီလိုဒီခေတ်မှာမယူတာများသွားတယ်စာကကထိန်အာနိပင်ရရင်တို့မိုးတွင်းအခါတို့စသည်ပေါ့နော်အနောက်ဆုံးအဓိကကတော့ကျောင်းမလုံးချုပ်ရင်တို့အဲ့လိုယူသွားကြတာဟုတ်အဲ့ဒီမှာအဓိကကထိန်အာနိသင်ရတော့လည်းပဲကျောင်းမလုံးချုံရင်ဒုက္ခယူရတယ်ကျောင်းလည်းလုံးချုံနဲ့ကထိန်အာနိသင်လည်းရတယ်ဆိုရင်တော့ထားလို့ရတယ်ပေါ့နော်အခုကထိန်ခစ်ကုန်ပြီဆိုရင်တော့အားလုံးဟာဆုံးခံကြရင်ဒုက္ခယူကိုယူရမှာဗျာအဲ့ဒါလေးတွေတတိထားရမယ်နော်ဟုတ်ပါပြီပရိက္ခဆောလာတင်ရင်တော့ရလောက်တယ်လို့သုံးသပ်လို့ရနော်တိစီဝရိတ်ဆောင်တဲ့ဒုက္ခတိစီဝရိတ်သင်္ကန်းတွေပါအဲ့တော့ဒုက္ခကနည်းနည်းတပြီးတော့ထပ်ပြီးတော့ပြောခြင်းပါတယ်ဗျာဒုက္ခနဲ့ပတ်သက်ပြီးတော့တချို့ကအဲ့ဒါတန်တရားမရှင်းတာတွေရှိတယ်
အဲ့တော့အခုဓမ္မဝိနည်းဆရာတော်ပြောသလားပြောတာတော့တော်တော်ပြည့်စုံလောက်ပဲနည်းနည်းထပ်ပြီးတော့တပည့်တော်ဖြည့်ခြင်းပါတယ်ဗျဝတ္တိကသင်္ကေတံဝဟောတိဆိုပြီးတော့နောက်တစ်ချက်ရှိတယ်အချက်၅ချက်ရှိတယ်ဒုက္ခထားခြင်းအကြောင်းပေါ့အချက်၅ချက်တည်းမှာခုနကတိနထာရောဟောတိဝတ္တိကသင်္ကေတံဝဟောတိဂီလာနောဝဟောတိနောက်အကလဂုတ်တိဝိဟာရောဟောတိ၄ချက်လား၅ချက်လား အားကျ နတိပါရံဂန္တုံဝဟောတိအဲ့ဒီ၅ချက်ပေါ့ဒုက္ခထားခြင်းအကြောင်းတိစုရိတ်သင်္ကန်းပေါ့နော်အကုန်လုံးတိစုရိတ်သင်္ကန်း၃ထည်ကိုပြောတာအဲ့တော့ဒီဒုက္ခကမိုးရိပ်လေရိပ်ထင်သွားပြီဆိုရင်တော့ဒါဒုက္ခယူသွားစရာမလိုအဲ့ဒီမိုးရိပ်လေရိပ်ကစတ္တရောမာတိစတ္တရောမာတာပေါ့မိုးလေးလာပတ်လုံးကဒုက္ခယူသွားစရာမလိုနောက်တစ်ချက်ကမိုးလေးလာကုံသွားတာနဲ့ကထိန်ခင်းတယ်ကထိန်ခင်းတယ်ဆိုရင်ဒါကထိန်အားနဲ့တင်ရသွားပြီဆိုထပ်ပြီးတော့ယူသွားစရာမလိုတော့နောက်ဝတ္တိကသင်္ကေတံမိုးရိပ်လေရိပ်ထင်သွားပြီဆိုရင်လည်းဒါထားလို့ရသွားပြီဆိုရင်တော်တော်များများဒုက္ခကတဲစရာအကြောင်းမရှိတော့အဲ့တော့အဓိကအချက်ကိုမဟာငါနုံဆရာတော်ကြီးထောက်ပြတာရှိတယ်အဲ့တော့ဒီခေတ်ကတော့အကလဂုတ်တိဝိဟာရောအဲ့တော့ဒီခေတ်ကတော့လုံခြုံတဲ့တကားရှိတဲ့အတွက်ထားကြတာပဲဆိုပြီးတော့ဆရာတော်ကြီးကပြောတာရှိတယ်အဲ့တော့လုံလုံခြုံခြုံတကားရှိရင်တော့မိုးလေးလာလည်းကုံသွားပြီကထိန်အာနဲ့တင်လေးကုံသွားပြီနောက်အဲ့ဒီနောက်ထပ်မိုးရိပ်လေရိပ်လည်းမရှိတော့ဘူးဆိုရင်တော့အဲ့ဒီအချက်မှာတော့မဟာငါဆရာတော်ကြီးပြောသလိုလုံခြုံတဲ့တကားရှိဖို့လိုတယ်မိုးရင်တော့ယူသွားရမယ်အဲ့တော့တပည့်တော်တို့ဘယ်လိုပြုကျင့်လဲဆိုရင်တော့တဘာဘာကိုတောင်းပေးထားတယ်အဲ့ဒီအချိန်ကြတော့ကထိန်လည်းမရှိဘူးကထိန်အားနဲ့တင်လည်းကုံသွားပြီမိုးလေးလာလည်းကုံသွားပြီမိုးရိပ်လေရိပ်လည်းမရှိတော့ဘူးဆိုအဲ့ဒီ၃ချက်မရှိဘူးဆိုရင်တော့တဘာဘာကိုတကရွက်မလုံခြုံဘူးဆိုရင်တော့တဘာဘာကိုရှင်မြတ်ကြည့်ပေးပါဆိုပြီးတော့ပြောရင်အာဘတ်လွတ်ပါပြီ မိကုံးမေးလျှောက်ခွင့်ပြု ခဏအဲ့ဒီမှာအေးအခုဆရာတော်မိတ်တော့ပါဠိတော်မှာအဲ့ဒီငါးချက်ထုတ်တယ်အထာဂရတီကာတွေနဲ့ပြန်ပြီးချင်းချိန်တဲ့အခါမှာအထာဂရမှာတီကာမှာပေါ့လေအဲ့ဒီမိုးတွင်လေးလားတို့ကထိန်အာနိတင်ရတာတို့မိုးတွေရွာတာတို့ဂီလာနာဖြစ်တာတို့အဲ့ဒီအကြောင်း၄ခုနဲ့အကလဒွါရဝုဒ္ဓိတစ်ချက်နဲ့တွဲရတယ်ဗျအဲ့ဒီအင်္ဂါ၄ချက်ရှိတယ်အကြောင်းလုံခြုံမှသာလဲထားခွင့်ရှိတာအဲ့ဒီအင်္ဂါ၄ချက်မရှိဘူးအကြောင်းလုံခြုံရင်လည်းထားလို့မရဘူးသူကအဲ့သဘောတွေ့ရတယ်အဲ့ဒါလေးကိုသတိထားရမယ်အဲ့ဒါလေးဖြည့်ပေးတာနော်အဲ့ဒါလေးပြန်ကြည့်ပါတီကာတွေပြန်ကြည့်တီကာရှင်းချက်ရှိတယ်နော်အဲ့ဒါလေး မိကုံးမေးလျှောက်ခွင့်ပြုပါဗျာဒီမိကုံးကတော့အရှင်သန္တာဝရဒီမဟာဝိဟာရကျောင်းတိုက်ကမေးထားတာပါဗျာအင်္ဂုတ္တသုတ်တန်ထဲမှာတီလမရှိတဲ့သူကိုမိဝဲမစိကရဟုတွေ့ရှိရပါသည်ဗျာကျေးဇူးကြီးမားပြီးပါရာဇိကကြာသွားတဲ့ဥပ္ပစ္စေဆရာကိုမိဝဲစိကတင်ပါသလားဗျာရှ िख ိုးခြင်းသည်စိကခြင်းသည်ဟုသောယဟန်တစ်ပါးအနေဖြင့်မိတို့သောအာဘတင့်နိုင်သည်ကိုဆရာတော်တပါးပါမှဖြေကြားပေးတော်မူပါဗျာဝီနီးပိုင်းတုတ်တန်ပိုင်းခွဲပြောရမယ့်ဘိုင်းတွေရှိတယ်လေအဲ့တော့ဝီနီးမှာမိတယ်ဆိုတာဥပ္ပဇ္ဇေယူပြီးမိနေတာနေတိယူပြီးမိနေတာဒါတစ်မျိုးရှိတယ်ပေါ့တို့ဝိနိမဟာဝါထဲမှာအလီဇီနနိတာယနဝဋ္ဌပံယောဝတေယအပတိဒုက္ခရတာဒီလိုလာတယ်အလီဇီကိုမိ၍မနေရနေဒုက္ခအပသိဤဆိုတော့လာတယ်အဲ့တော့မူလတုန်းကဥပ္ပဇ္ဇေဆရာဓမ္မနော်ဥပ္ပဇ္ဇေယူပြီးတော့ယဟန်ခံ
နောက်ဥပိ္ပဇေကအာလိစီဖြစ်သွားတယ်ခုနလိုပါရာဇိကကြဒုတ်တိလာဖြစ်သွားတယ်သိရင်ကျောင်းဝန်းတဝန်းထဲမှာနေသီးပြောင်းယူခွင့်ရှိတယ်ဒီကျောင်းဝန်းထဲမှာပေါ့ဥပမာဒီလိုဒါမဟာဝိဟာရကျောင်းထဲမှာဆရာတော်တစ်ပါးထံမှာဥပိ္ပဇေယူပြီးရဟန်းခံတယ်အဲ့ဆရာတော်ကပါရာဇိကကြသွားသို့မဟုတ်အာလိစီဒုတ်တိလာဖြစ်အာလိစီဖြစ်သွားတယ်ဆိုရင်ဝိနည်းတော်ရနေသီးပြောင်းခွင့်ရှိတယ်ဥပိ္ပဇေဆရာရှိပါလေကိုနေသီးပြောင်းယူခွင့်ရှိတယ်ဥပိ္ပဇေနဲ့နေစဉ်တွေ့နေရပေမဲ့နေသီးမပြတ်သွားဘူးဆိုပြီးတော့ထေခရာတွေမှာရှင်းပြထားတာရှိပါတယ်ဒါဝိနည်းပိုင်းကပြောပြတာဘာလို့လဲဆိုတော့အာလိစီပုဂ္ဂိုလ်နဲ့မိခိုနေထိုင်လို့ရှိရင်ဒုတိလပုဂ္ဂိုလ်နဲ့မိခိုနေထိုင်လို့ရှိရင်သူ့ရဲ့အမှုအကျင့်တွေကူးသွားမှာဆိုလို့သူ့ရဲ့အမှုအကျင့်တွေကူးဆက်သွားမှာဆိုလို့ဒါကြောင့်မြတ်စွာဘုရားကအာလိစီနဲ့နေတ္တယနဝဋ္ဌပံယောဝတ္တယအပရိဒုက္ခရတအာလိစီပုဂ္ဂိုလ်ကိုမေ့မနေရနေရင်ဒုက္ခအပသင့်တယ်ဆိုပြီးတော့ဒီလိုဟောထားတယ်ပေါ့ဒါကဝိနည်းပိုင်းပြောတာအဲ့တော့တုတ်တန်ဒေသနာတော်အရကျေးဇူးရှင်မိဘတွေကျေးဇူးရှင်ဆရာသမားတွေအာလိစီဒုတ်တိလဖြစ်နေခဲ့လို့ရှိရင်သွားလျောဟဲ့သူပြစ်ပယ်ရမှာမဟုတ်ဘူးမေတ္တာနဲ့ကရုဏာနဲ့ကိုကျေးဇူးဆက်နိုင်တဲ့ဘက်ကကျေးဇူးဆက်ရမှာဥပမာတပြည့်တို့ဘုန်းတော်ကြီးဥတီလာကြည့်လေဘုန်းတော်ကြီးဥတီလာသူ့ဆရာသမားကိုသူမပြစ်ပယ်ဘူးအဲ့တော့မျိုးကစာသင်ပြီးပြန်လာတယ်ဘုန်းတော်ကြီးဥတီလာကဝင်းကြီးတွေလည်းကျွမ်းကျင်တက်မြောက်လာတယ်သူ့ဆရာသမားအကြောင်းမှမတဲဘူးရွာထဲကဇရဲတစ်ခုမှတဲတယ်ဇရဲတစ်ခုမှတဲတော့ဒီတော့တင်တယ်ဘုန်းကြီးပုံလို့ထင်တယ်နော်ဘုန်းတော်ကြီးဥတီလာရဲ့ဆရာနာမည်ကဘုန်းကြီးပုံဘုန်းကြီးပုံကလည်းသူ့ဆရာသူ့တပည့်ကိုအလွန်ချစ်တယ်ဘုန်းတော်ကြီးဥတီလာကိုမောင်တီလာငါးစီဘာလို့ပြန်မလာတာလဲဆိုတော့မအမဆက်တွေဖြစ်မှာဆိုလို့တို့လည်းပြစ်မထားနဲ့ဆရာတော်ကလည်းသူတော်ကောင်းပီတာတယ်ဆရာကလည်းတို့ပြစ်မထားနဲ့ဆိုတော့အဲ့ဒါဆရာတော်ကြီးကအကုန်လုံးအဲ့ဘုန်းကြီးပုံကအကုန်စွန့်အဲ့တော့ဘုန်းတော်ကြီးဦးသီလကသူ့ဆရာကိုခေါ်ပြီးတော့တောက်ထွက်သွားကြတယ်ဆရာတပည့်တွေအတူတောက်ထွက်သွားကြတယ်ပြောချင်တာကကိုယ့်ဆရာသမားကိုမေတ္တာနဲ့ကရုဏာနဲ့ဆောက်ချောက်ပြရတယ်နောက်ကြောင့်ဝိနည်းပိုင်းသုတ်တန်ပိုင်းကိုခွဲမြင်ဖို့တော့လိုတယ်ကျေးဇူးကမ်းရမှာမဟုတ်ဘူးနော်အဲ့တော့ကိုယ့်ဆရာသမားကိုသီလဆင်ကြင်အောင်ဘယ်လိုကုစားပေးရမလဲဥပမာပါရာဇိကကြသွားရင်လည်းလူထွက်ပြီးတော့တော့ကိုရင်ကြီးဘွားနဲ့နေပြီးတော့ကိုဆောက်ချောက်ပေးမယ်ဟုတ်တယ်မလားဆရာသမားကိုကိုရင်ကြီးဘွားနဲ့ထားမယ်တော့လူဝိကြောင်နဲ့အเจ้าမှာခေါ်ထားပြီးတော့ဆောက်ချောက်ပေးမယ်ဒါမျိုးတွေပေါ့မှန်ပါဗျာနော်အကဲကုစားလို့ရသေးတယ်တန်ခါတိတင့်နေတယ်ဆိုရင်လည်းပရိဝတ်တွေမာနတွေစောက်တွေဖြစ်အောင်ကိုကူညီပေးမယ်မှန်ပါဗျာဝိနည်းတော်မှာလည်းဒီလိုတော့အုတ်တုတ်ခံကျောင်းသားဆက်ရမယ်လို့ပါတာဟုတ်နော်အဲကြောင့်ကိုဆရာသမားဒီအဲ့လိုအားလေးစီဖြစ်နေရင်တီလာတွေဆင်ကြအောင်ကိုဆောင်ရွက်ပေးမယ်နေတိကိတွေထိုင်နေတိကိတွေဆုံးပေးမယ်အဲ့မျိုးအကဲဘလို့မကုစားလို့မရအောင်ပါရာဇိကကြသွားတယ်ဆိုရင်လည်းလူထက်ခိုင်းပြီးတော့ကိုဆောက်ချောက်ပေးထားမယ်နော်ဒါကြောင့်ပြစ်ပယ်လိုက်ရမှာမဟုတ်ဘူးအေးဝမ်းမြောက်ပါတယ်ဗျာဆရာတော်ရှင်သူမြတ်တို့ဖေဟာဗျာတပည့်တော်အားရိုသေစွာမေးခေါ်မေးလျှောက်ခွင့်ပြုပါဗျာဗျာတပည့်တော်အခုမေးလျှောက်မိမေးခေါ်ကကိုရင်လေးတစ်ပါးမေးခေါ်ပါဗျာနံပါတ်1အဆောင်ပေါ်၌ထိုင်နေသည်ရွာတွေကတချင်းဖွင့်တန်ကြားပါကအဲ့ဒီတချင်းကိုနားထောင်ပြီးဓမ္မကြမကြဆုံးဖြတ်ပေးပါဗျာအဲ့ဒီမေးခေါ်ကိုဓမ္မဝိနည်းဆရာတော်အားဖြေကြားပေးပါဗျာဆောင်းဘောကနေတခြင်းနားထောင်တယ်ဆောင်းဘောကနေကြားလို့နားထောင်တာအဘတ်မသိဘူးပေါ့ဗျာအဘတ်မသိတော့လေအဘတ်တော့မသိဘူးသို့တော်လေဒီတခြင်းကြောင့်ကိုယ့်ရဲ့စိတ်ဓာတ်တွေရိမ့်ရိုင်သွားမယ်ဆိုရင်သာသနာအတွက်ကြီးစွာသောရှုံးရှုံးမှုတွေဖြစ်တတ်တော့အတက်နိုင်ဆုံးနားမထောင်တာကောင်းပါတယ်ဗျာနော်တခြင်းနားထောင်လို့ရှင်များတို့စိတ်တွေကကိုရင်လေးတို့စိတ်တွေကငြိမ်သက်မှုမရှိသေးဘူးဆိုရင်အဲ့ဒီတခြင်းကတအားဆိုးတယ်တပြည့်တော့ငငယ်တုန်းကလူဘဝတုန်းကပေါ့တခြင်းတန်နေကြရင်တအားလွမ်းလာတအားလွမ်းနေတော်ဒုက္ခပေးရအဲ့ဒီတခြင်းနေရန်ဘဝရောက်မှသာနိုင်သွားတာအဲ့လိုမျိုးလူဘဝတုန်းကဆိုမရအောင်ဒါကြောင့်ကိုရင်လေးတို့အရွယ်ကအတက်နိုင်ဆုံးတခြင်းတန်ကြရင်နားကိုဆို့ထားတခြားစာတွေအော်ဆိုပလိုက်ရမယ်နော်အာဘတ်တော့မသိပါဘူးဗျာနော်ကိုဆောင်ပေါ်ကနားထောင်လို့ဆောင်တဆောင်ကိုဆောင်ဒီဆောင်သွားပြီးတော့ပို့ပြီးကြားအောင်လိုက်နားထောင်မယ်ဆိုရင်တော့ဒါအပြစ်ဖြစ်မယ်နော်ဆရာတော်ရှင်သူမြတ်ဗျာနံပါတ်1မေးခေါ်ပါဗျာနံပါတ်1မေးခေါ်ကဗျာတပည့်တော်မြို့ရဲရွာတဲ့သူဆွမ်းကပ်သွားတော့က
ဒကမတယောက်ကမလုံးမချုံဝတ်ထပါသည်ဖေဟာအဲ့ဒီမှာတပည့်တော်ကပြစ်မှားမိပါသည်ဗျာအဲ့ဒါကြမကြဆုံးဖြတ်ပေးလို့မှာဖေဟာတဲ့မေးရပါတယ်ဗျာ သူကမျိုးတဲ့ရွာထဲမှာဆိုမလုံးမချုံအောင်ဝတ်ထားကြည့်လို့ပေါ့ဗျာအဲ့ဒါကြတော့ကြည့်ပြီးဆိုရင်တော့ဒါကြည့်တဲ့နေရာမှာတကယ်ကိုတိတ်ခါဖို့ရှိတာသိပါလေရနဲ့အောက်ခိတ္တစက္ခုကိုချိုးဖောက်ပြီးကြည့်ရင်အဲ့ဒီမှာဓာန်ထိုက်ပြီလေဗျာနောက်ထပ်ပြစ်မှားတာကအဘိဓမ္မာသဘောအရအကုသိုလ်ဇောတွေစောနေပြီလောဘဇောဝီထိတယ်အဲ့ဒီချိန်ကားတိုက်ပြီးသိရင်တော့တော်တော်လေးမလွယ်ဘူးဗျာအဲ့ဒါကြောင့်အတတ်နိုင်ဆုံးစိတ်ထိန်တော်မူပါဗျာနော် ဆရာတော်ဗျာတပည့်တော်အားမိကွန်းလျှောက်ထားခွင့်ပြုပါဗျာတပည့်တော်ပါဝါရိတ်နဲ့နေတဲ့မေးချင်းပါတယ်ဗျာစားစေဘောစဉ်ဟတ်တွင်ဝင်ဆောင်းစဉ်ကိုနှုံးမြည်တဲ့အင်္ဂါ၅လီပြည့်စုံညီသိမိပါဝါရိတ်တဲ့ဒီပါဝါရိတ်မှာပေါ့ဗျာတပည့်တော်ကဒီစားနေစေလေးဖြစ်တယ်ဘောစဉ်လေးဖြစ်တယ်နှောင်းတစ်ပါဟတ်တော်တွင်လည်းဝင်တယ်ပြီးဆေးစုလည်းဆောင်းနေပြီဒါပေမဲ့ကိုနှုံးနဲ့တော့ပြီးတော့မတားပဲနဲ့တပည့်တော်အစဉ်ဖျားယူပါအောင်ဆိုတဲ့နေရာမှာတပည့်တော်ကအစာနည်းနည်းကြီးတဲ့အစီရောက်ကိုတော့တပည့်တော်ကနည်းနည်းလက်ညှိုးလေးထိုးပေးလိုက်ရင်တပည့်တော်အနေနဲ့ပါဝါရိတ်သိမသိတပည့်တော်သိချင်ပါတယ်ဗျာ ကိုကတကယ်မတားဘူးဆိုရင်တော့တားမြင်ရမရောက်ဘူးပေါ့ဟိုကိုနဲ့လည်းမတားဘူးနှုတ်နဲ့လည်းမတားဘူးဆိုရင်ဒါသူ့ကိုအရင်လှူလိုက်အဲ့လိုမျိုးပြောတဲ့သဘောမျိုးဆိုရင်တော့ပါဝါရိတ်မသိဘူးเนาะအကယ်၍ကိုကလက်နဲ့တားလိုက်တယ်ဆိုရင်တော့ဒါဆိုရင်တော့ပါဝါရိတ်သိမှာပေါ့အခုကတားတာမဟုတ်ဘဲနဲ့အရှိကိုအရင်သူ့ကိုလှူတဲ့ပုံစံမျိုးဆိုရင်ဒါပယ်မြင့်ကမရောက်သေးဘူးလို့ယူဆပါတယ်เนาะ တင်ပါဗျာနောက်ထပ်တစ်ခုလောက်ပါပဲဗျာနောက်ဆုံးမိကုန်းလေးပါဗျာတပည့်တော်တို့အခုလိုမျိုးအလန်းစားခေတ်ကြီးမှာပေါ့ဗျာယဟန်တစ်ပါးဖြစ်ဖို့ဆိုတာတော့မလွယ်ကူဘူးပေါ့ဗျာပို့လို့ဆိုတာကတော့ဝိနည်းဆောင်ယဟန်ဖြစ်ဖို့ဆိုတာကတော့ပို့လို့ဆိုတာပေါ့အဲ့ဒီလိုပို့လို့ဆိုလို့ကြားရနေပြီဝိနည်းဆောင်ယဟန်တွေကတနေ့နဲ့တနေ့ထိုးပြီးတိုးဝါလာတဲ့အကြောင်းတွေကိုအစဉ်ဖျားတို့အနေနဲ့များအစဉ်ဖျားတို့အကြောင်းတွေမှာတနေ့နဲ့တနေ့တိုးလာတဲ့အကြောင်းလေးတွေကိုဘလို့မျိုးများပြုစုပြောထောင်လဲဆိုတာကိုတပည့်တော်အနေနဲ့သိခွင့်ရှိရင်သိရှင်ပါတယ်ဗျာ နားနေပါဗျာနားနေပါဗျာနားလေးသိခံ ပါကြည့်ဟာဆရာတော်ကြာဟာပါဟာပေါ်မှာဒီမှာဆရာတို့ထိုင်တယ်နော်ဖြည့်တဲ့လူတာအဲ့မှာအလဲမှာရှိရကြနော်ဟိုအလဲမှာနော်အဲ့မှာကြာတက်ဟာရတယ်အလဲမှာဟုတ်ပါ ချွန်ညာမိကုန်းလေးမေးအဆင်ပြေအောင်တော့တရားတော့ပြန်ဖတ်ထားပါအောင်ဗျာ ချိန်မင်းနော် အညာနာကြရခတ်တဲ့မိကုန်းနေကြရင်တတိထားပြီးမေးတော်မူကြပါဗျာ ဟာဒီမှာထိုင်မကောင်းဘူးဟောကြားတယ်ပေါင်းရှိတယ်နော်ပါလေပါနီးတဲ့ချက်ထဲဝင်ပါကြောင်းရပါနေတယ်ဖြည့်ရပြီးများ တရုတ်သူတို့ကဘာသာပြန်ဖို့နိုင်ငံသားအဖွဲ့တရုတ်အဖွဲ့သူတို့ကဘာသာပြန်ပြီးတော့သူတို့အဖွဲ့တွေပို့ပြီးဖို့လာအားပေးတာရှင်များတို့ကဲဆက်မေးပါဗျာ တင်ပါဗျာတပည့်တော်ပဲဆက်မိပါဗျာမိကွန်းကအခုလိုမျိုးအလန်းစားခေတ်ကြီးမှာပေါ့ဗျာတပည့်တော်တို့ယဟန်တစ်ပါးဖြစ်ဖို့ဆိုတာတော့မလွယ်ပါဘူးဗျာပို့လို့ဆိုတာတော့ဝိနည်းဆောင်ယဟန်ဖြစ်ဖို့ဆိုတာပို့လို့ဆိုတာပေါ့ဗျာအဲ့ဒီလိုမျိုးဖြစ်ဖို့ခဲရင်းနဲ့ဂျာနေပြီးတော့တပည့်တော်တို့ဝိနည်းဆောင်ယဟန်တွေတနေ့နဲ့တနေ့နဲ့တိုးပွားလာအောင်ဆရာတော်ကြီးတွေများအနေနဲ့ဘလူများပြုစုပြောထောင်လဲဆိုတာကိုတပည့်တော်အနေနဲ့လေးလေးစားစားလေးသိချင်ပါတယ်ဗျာ အေးလေမာဝီကလဲကူမှာဘလို့ပြိုးထောင်လဲအရှင်များသိရလားယင်အဲ့ဒါကိုတွေ့ပဲလေနော်အဓိကကတော့တကြီးတော်တို့သာသနာတော်မှာမြတ်စွာဘုရားရဲ့ဝိနည်းဥပဒေ
ဓမ္မဝိနည်းပေါ့လေဗုဒ္ဓရဲ့ဝိနည်းအဆုံးအမဓမ္မအဆုံးအမတွေကိုကောင်းစွာလိုက်နာသင်ယူကျင့်သုံးတာပါပဲပြီးတော့ဆရာသမားတွေရဲ့ဩဝါဒအရေးကြီးတယ်တပည့်တော်တို့အလေးပြုရတဲ့ဆရာသမားတွေဒီကဘုန်းကြီးတို့ဝီနီမှာဆိုတောင်မြို့မှာကဏ္ဍယူဆရာတော်ကြီးရဲ့ဩဝါဒတွေစာအုပ်တွေကိုမီကိုခဲ့တဲ့မဟာဝိဟာရဆရာတော်ကြီးမော်ဘီတို့ဖောက်တော်ရဆရာတော်ကြီးတို့ဒါကိုဆရာသမားတွေကဓမ္မဝိနည်းတော်အတိုင်းကျင့်သုံးနေတယ်ဆိုရင်ကိုကလိုင်းနာကျင့်သုံးယုံလေးပဲရှိတယ်အဲ့ဒီတိုင်းလိုင်းနာကျင့်သုံးပြီးရင်အဲ့ဒီဓမ္မဝိနည်းတော်တွေကိုတကယ်သိအောင်တကယ်တတ်အောင်ကိုကကြိုးစားလေ့လာသင်ယူဖို့လိုတယ်ကိုတကယ်သိတဲ့အတိုင်းတတ်တဲ့အတိုင်းကျင့်သုံးတဲ့အတိုင်းကိုတပြည့်လေးတွေကိုတကယ်လက်တွေ့ကျင့်သုံးတတ်အောင်တည်တည်ချာချာအနိကတုံတင်ဆုံးမပေးမယ်ဆိုရင်ဒီလိုမျိုးသာသနာတော်ကိုချစ်တဲ့ဝိနည်းကိုချစ်မြတ်လို့တဲ့သူတော်ကောင်းတွေပေါ်လာမှာပါဗျာအဓိကကတော့ဇွဲမလျှော့ဖို့လိုတယ်ကိုရင်လေးတွေဥစဉ်လေးတွေဆုံးမတဲ့အခါမှာဘလောက်ပဲသူတို့ဆိုအတက်နိုင်ဆုံးဒီကံခွင့်လို့ပြီးတော့ဇွဲမလျှော့တဲ့စိတ်ဖြစ်သူတို့နှလုံးသားတွေကိုစိတ်ဝင်နိုင်အောင်တုံတင်ဆုံးမမယ်ဆိုရင်ကောင်းလာပါတယ်အများအားဖြင့်ကောင်းလာကြပါတယ်နားမလည်နေတဲ့အချိန်မှာကိုယ့်ပေါ်ပြမခြင်းပြမမိလိုက်မယ်သူတို့နားလည်လာတဲ့တနေ့ကျရင်ကိုယ့်ရဲ့စေတနာမေတ္တာတွေကောင်းစွာသူတို့သိလာပါမယ်အဓိကပြောလိုတာကဇွဲမလျှော့ဘဲနဲ့ဒီခံခြင်းခွင့်လို့ခြင်းနားလည်ခြင်းတွေလက်ကင်ထားပြီးတော့ကိုယ့်ရဲ့ပြိတ္တကိုတကယ်ဓမ္မကိုချစ်အောင်မိနည်းကိုချစ်အောင်တည်တည်ချာချာသုံးသင်ဆုံးမပဲ့ပြင်မယ်ဆိုရင်တကယ်အနာဂတ်အတွက်အားကိုးလောက်တဲ့အာဇာနည်သာသနာပြုပုဂ္ဂိုလ်တွေအများကြီးပေါ်လာမယ်လို့တပည့်တော်ယုံကြည်ပါတယ်နော်တင်ပါဗျာကျေးဇူးပါကြီးဗျာ ဆရာတော်ဗျာတပည့်တော်မေကွန်းမေလျှောက်ခွင့်ပြုတော်မူပါဗျာယခုကတောရွာတွေမှာဥပဇင်းတို့မဟုတ်ဘုန်းကြီးတွေကမအမဆက်ဝိထုများကိုအလူခံ၍ရလာတဲ့ငွေဝိထုငွေဖြင့်လမ်းတွေကိုခင်းကြပါတယ်ဗျာအဲ့လိုလမ်းတွေကိုခင်းပေးတဲ့နေရာမှာတခြားသောယဟန်တွေကနေပြီးတော့အဲ့ဒီလမ်းတွေပေါ်မှာဖြတ်လျှောက်သွားရင်အပြစ်များဖြစ်နိုင်ပါသလားဗျာ လမ်းကတန်ခိကပိုင်လည်းမဟုတ်ဘူးပုဂ္ဂလိကပိုင်လည်းမဟုတ်လမ်းကအများအပြည့်အစိုးရပိုင်ပြည်သူပိုင်တဲ့သဘောပဲရှိတာပါအစိုးရပိုင်ပါပဲအများအပြည့်အစိုးရမြေအောင်ဒါကြောင့်မို့ရဟန်းတော်တွေအနေနဲ့ကားနဲ့ဖြတ်သွားလောက်တာအဲ့ဒီလမ်းပေါ်တာယာခြင်းလည်းမရှိပါဘူးကိုယ့်ရဲ့ကားပေါ်မှာကိုယ်ထိုင်ပြီးတော့ကိုယ်မကိုမေတ္တာပွားဂုဏ်တော်ပွားပရိပဋ္ဌာန်းယူပြီးသွားနေကြတာဖြစ်တယ်ဒါကြောင့်မဂ္ဂတင်ညာဖြစ်ပဲသွားနေတာပါပဲကားเสียမောင်းတယ်ကိုကားပေါ်မှာပဲကိုစီးတဲ့အတွက်အဲ့ဒါကြတော့အာဘတ်တင်တယ်လို့ယူလို့မရပါဘူးเนาะတန်ခိကကျောင်းနေမှာနေတယ်လို့မျိုးမဟုတ်ပါဘူးလမ်းကိုဖြတ်သွားတာပဲရှိတယ်เนาะတာယာမှုလည်းမရှိဘူးနောက်ပြီးတော့ရဟန်းပိုင်လည်းမဟုတ်ဘူးပေါ့เนาะသူကြတော့အဲ့ဒါကြောင့်မို့အာဘတ်မတင်ပါဘူးအဲ့ဒါကြတော့เนาะနောက်တစ်ခုမေကွန်းဆက်မေကွန်းမေလျှောက်ခွင့်ပြုပါဗျာခုယဟန်တစ်ပါးအနေနဲ့မအမဆက်ဝတ္ထုငွေများဖြင့်မိဆက်တော်၎င်းဆိုလာတော်၎င်းဤယာတွေမှာထွက်တဲ့မီးဖြင့်မြတ်စွာဘုရားရှင်အားလူဒန်းပူဇော်ခဲ့ပါကသတင်းသုံးပေါင်း9ဦးနဲ့လည်းလွတ်ပါတယ်ဗျာသတင်းသုံးပေါင်း9ဦးရဲ့လွတ်နေတဲ့မြတ်စွာဘုရားကိုစီမီးများပူဇော်ပါတယ်မအမဆက်ဖြစ်ထားတဲ့နေသကိဝိထုမှာရထားတဲ့မီးဇက်ကနေပြီးတော့ထွက်တဲ့မီးဆိုလာထွက်တဲ့မီးတွေကိုမြတ်စွာဘုရားရှင်ဟာပူဇော်ထားပါတယ်လှူဒန်းထားပါတယ်ဗျာအဲ့ဒီမီးရဲ့အောက်မှာတပည့်တော်တို့တန်ဃာများသွားရောက်ပြီးတော့စာများဖတ်ပြီးအပြင်များဖြစ်နိုင်ပါသလားဗျာ ဖះမှာမနေ့ကပြောဘူးတယ်ပေါ့နော်ဖះရှင်ကိုဖူးမြော်တယ်နေတကိဖះပေါ့အဲ့ဒီဖះကိုလည်းပိုင်နေတာဖះကိုလှူတော်လဲပဲဖះကိုပိုင်တဲ့ရဟန်းတော်တွေပဲဖြစ်နေတယ်ဒါကြောင့်ဖះကိုပူထားတဲ့စီမီဟာဖះကိုပူဇော်တယ်အဲ့ဒီစီမီမှာစာချက်ရင်တော့ထာဂရာတွေမှာလည်းဖွင့်ထားပါတယ်ကတိုင်းပရိကံလောက်တာတော့မအပ်ဘူးလို့ပြောတာဟုတ်ဒါကြောင့်မို့တပြည့်တော်အနေနဲ့ကတော့မအပ်ဘူးလို့ပဲယူဆပါတယ်နော် မြို့သေးစွာချက်ထားအပ်ပါစေဗျာတ
พี่ดอกมาไม่คุณไม่ชอบคุณป่ะวิวว่าใช่ไหมอ่ะเสพติละสักทีได้ติละสิ่งอ่ะไทยมาอเมริกามาเอาอุปมาบอกไปอ่ะอเมเสียเลยไปสั่นแต่เต็งโลอาเดนไปสั่นแต่เต็งมาไปโดนอุปมาบอกดอกผิวสีมาลอยลาไปบ้าแล้วเอลมีว่าลูกใครสันดารูปะที่ข้าพบยามมาพิจารณาชิมเลยเวียดมาวินิยาเสียดอกเพชรปีดอกมูปะเพียအမေကိုပတ်စံလွယ်ခိုင်းတယ်တက္ကမကိုပတ်စံလွယ်ခိုင်းတယ်ပြက်လာဆရာလေးကငွေတော့အလူမခံရဘူးเนาะဆရာလေးတို့လည်းเนาะဦးစင်းတို့တပြည့်တော်တို့ရဟန်းတော်တွေမှာဆိုတော့ကိုယ်တိုင်အလူခံနေပေါ့เนาะသူတို့ဘာအလူခံခိုင်းတယ်အနံပြီးตายရတဲ့မအမဆက်စကလုံးတွေနဲ့ရှောက်ထားတဲ့အဆက်ငွေတွေကိုตายရမယ်ဆိုရင်နေတကြီးပါစိတ်ပေါ့ဆရာလေးတွေကြတော့အဲ့လောက်ထိကျင့်ဖို့မလိုဘူးလို့တပြည့်တော်ယူဆတယ်เนาะဆရာလေးတွေကြတော့ငွေကိုအလူမခံရင်ငွေနဲ့ရောင်းဝယ်ဖောက်ကားတာတွေမလုပ်ရင်ကိုတီလာမပြတ်ဘူးလို့ယူဆတယ်ဒါပေမဲ့အမေကိုငွေပို့လိုက်လို့ပြောလိုက်တယ်ဟုတ်လားတင်ပါဗျာငွေပို့ပြီးအဲ့ဒီငွေကိုဆရာလေးကယူတာလားမယူဘူးဗျာမယူပါဘူးသူစီမံတာမတက်တာပေါ့နော်ငွေကိုပို့ခိုင်းလိုက်တယ်အမေအလူခံတဲ့သဘောမျိုးဆိုရင်တော့ပြတ်မယ်နော်ဟုတ်တယ်မလားဘုန်းလေးနော်အလူခံတဲ့သဘောဆိုပြတ်တယ်နော်သူကငွေအမေပတ်စံတသိန်းပို့ပေးလိုက်လို့ပြောတာဒါအလူခံတဲ့သဘောမျိုးဆိုရင်တော့ဒါပြတ်မယ်ပေါ့ဗျာနော်ဘာဖြစ်လို့ဆိုတော့အမေပတ်စံတသိန်းပေးဒီမှာကပ္ပိယကိုပတ်စံတသိန်းပေးလိုက်ဟုတ်တယ်နော်ဒါသူငွေကိုအလူခံတာပဲဟုတ်တယ်ဒါအလူခံတာဒါကြောင့်မရဘူးဆရာလေးနော်10ပါးတီလာဒါပြတ်တယ်နော်ဒါငွေအလူခံတာတင်ပါဗျာဆရာတော်ဗျာဆရာလေးပြောရမှာအဲ့လိုမပြောရအောင်ငွေလို့မသုံးမဲနဲ့တသိန်းတန်မှာဖြစ်ပေါ်လာသောအဆက်သောပစ္စည်းကိုကပ္ပိယထံအနံလူတန်းပေးပါအဲ့လိုဆိုအပ်တယ်နော်ဆရာလေးတင်ပါဗျာအဲ့လိုလေးပြောတသိန်းတန်မှာဖြစ်ပေါ်လာသောအဆက်သောပစ္စည်းများကိုကပ္ပိယထံအနံလူတန်းပေးပါမေသမီးဆရာလေးကနောက်တော့အဆက်တာတွေအလှခံပါမယ်ဆိုရင်အဲ့ဒါဆိုအမေလည်းကုသိုလ်ရတယ်ကိုလည်းတီလာမပြတ်ဘူးဟုတ်ပြီလားတင်ပါဗျာကျေးဇူးတင်ပါတယ်ဗျာဓမ္မဝိနည်းဆရာတော်ဗျာမေခွန်မရှင်ပြပါဗျာဟိုမှာကုသိုလ်ပွားစီတဲ့ဓမ္မတည်တဲ့ရှင်ဒီကြပါတဲ့တည်တဲ့ရှင်တန်ဝင်ကြတည်တဲ့ရှင်တွေအားစပါဒနာဗျာစာပေမှာတပည့်တော်အားစလို့ကြောက်လို့ပါလေဓမ္မဘကြည်တံဝါဒီဓမ္မဘတိုင်းတံကြည်တံဝါဒီဒီလိုကြောက်လို့ပါလေဓမ္မတည်တဲ့ရှင်တွေအားစပါဒနာဓမ္မတေးဂီတဓမ္မတေးကဥစဉ်တွေနားထောင်လို့မရဘူးလေနော်သူကသုလဝပါဠိတော်မှာရှိတယ်စဗဂိယံတွေဂီတဟိုဘောအတန်ကိုရှည်ရှည်ဆွဲပြီးတော့အဲ့ဒီလိုမျိုးတရားတွေရွတ်ဆိုတဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာဖွင့်ထားတယ်လေဒါကြောင့်မို့ဂီတတေးဂီတတွေလေဓမ္မတေးဂီတတွေလည်းမအပ်ဘူးနော်တချင်းတေးပုံမှာတချင်းကြီးလို့ဆိုတာမျိုးတွေနော်အဲ့ဒါမျိုးလည်းနားထောင်လို့မရအောင်ဒါကြောင့်ယဟန်တွေကဓမ္မတေးဂီတမအပ်ပါဘူးအေးရင်ကျူးတဲ့အတန်တွေနားထောင်လည်းမအပ်ပါဘူးဗျာနော်ရှင်မဝင်တယ်ပါစီကငါထားတဲ့သင်္ကန်းကိုကပ်ပတ်ပြီးနှိထိုးပြီးသုံးလို့ရပါလားကိုရင်တပါးရဲ့သင်္ကန်းကိုကပ်ပဘိန်တုထိုးပြီးသုံးလို့ရရပါလေကိုရင်နဲ့ဥစဉ်ဆိုတာညီကိုတွေပဲလေကိုရင်သင်္ကန်းကိုယူလို့ရတယ်သုံးတဲ့အခါမှာတော့ကပ်ပဘိန်တုထိုးပြီးသုံးလို့ရပါတယ်ဝီနီနဲ့အဆက်ပါပါဠိတော်နဲ့အထက်ကအယူဆနှမျိုးကိုယ်တည်းဆိုတာဖြစ်နိုင်ပါမလားခင်ဗျာကွဲတာတော့မဟုတ်ပါဘူးပါဠိတော်ရဲ့ဖွင့်ဆိုချက်ကိုတပည့်တော်တို့တွေကညံမမီလို့အထကရာဆရာမြတ်တွေကပို့ပြီးတော့ရှင်းလင်းအောင်ဖွင့်ဆိုထားပါအထကရာဆိုတာ
မကွဲပါဘူးတပည့်တော်တို့ညံမမီတို့မတိတာပါဗျာနော်တကယ်ညံမီတဲ့ပုံကိုယ်တွေကြတော့ကြမ်းကြီးလိုက်ရင်ပေါ်လာပါတယ်ဗျာနော် ဒါဆိုပါဠိတော်ဝါဒအထေဝါဒလို့ပြောတာမှန်ပါတယ်လို့ ဘာလဲ ပါဠိတော်ဝါဒအထေဝါဒလို့ပြောတာမှန်ပါတယ်လို့ အာပါဠိတော်ဘာတော့ထားမှာတခါတလေကြရင်တပည့်တော်တို့ကမမီဘူးလေမမီတော့ပါဠိတော်မှာဒီလိုမိတ်ထားတယ်အထာကရာဒီလိုဖွင့်တယ်အဲ့လိုလေးပြောတာပဲရှိတာပါမကွဲပါဘူး ကျေးဇူးပဲကျွန်တော်ဆောင်းတော့ဘုန်းကြီးတို့ရဲ့လေးမဲပြုရတော့ဆရာတော်တို့ဖေ။ကျောင်းသမီးတော်ဒီနေ့ဆရာလေးတို့တန်ရဖြစ်တော့ကြောင့်ဒီကုန်းလေးမေချောင်းဝင်ပြုပါဗျာ။တို့ပါတိမောင်းမှာပါတဲ့ဒီဒုရသားတရားသိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့မှဒီတန်ရလေးဖြစ်စရာတခုဒီတော့ကြုံနေရတော့ပါဗျာ။ဒီသိက္ခာဒီဒုရသားတရားသိက္ခာပုဒ်မှာဒီမာရုကမဖြစ်စေပြိဿာမတွေနဲ့ဖြစ်စေပညာများအထူးမဲရဆိုပြီးတော့ပါပါတယ်ဗျ။အဲ့ဒီမှာဘာလို့တန်ရဖြစ်လဲဆိုတော့ဒီအထီးမမကွဲတဲ့တိရစ္ဆာန်တွေပေါ့ဗျာ။အဲ့ဒီတိရစ္ဆာန်တွေလည်းရှိပါတယ်ဗျာ။လုံးဝခွဲလို့မရပါဘူး။ခွဲလို့မရတဲ့တိရစ္ဆာန်တွေနဲ့ရောဒီအထူးပြခဲ့မယ်ဆိုလို့ရှိရင်ရောအဘက်ဆုံးဗျာဘယ်လိုရှိပါလဲဗျာ။ပြားတပြီးတော့တနာတော်အပြင်အဖြေဆိုပြီးတော့မရပါဘူးဗျာ နားလည်လားမကြောက်ဘူးနားမလဲဘူး မှန်ပါဗျာဒီတော့တန်ရဖြစ်တဲ့ အချင်းမကွဲတဲ့တိရစ္ဆာန်တွေမှာ တိရစ္ဆာန်တွေနဲ့အတူ အိမ်မီရ အိမ်မီကတ냐မှာအိမ်မီကလို့ရှိရင်ဒုတိယသားတရားသိက္ခာပုဒ်နဲ့အဘက်ဆုံးပြကဘယ်လိုများရှိပါသလဲဗျာဒါလေးပြီးတော့6တော့မေးမြန်းပါမယ် ဟောတန်တရားရှိရင်တော့ပြောတာပါဗျာဆရာတော်ဖျားဘုန်း တိရစ္ဆာန်ဆိုတာမှာတိရစ္ဆာန်အလုံးမဟုတ်ဘူးလေသူကမေထုံမိဝဲလောက်တဲ့တိရစ္ဆာန်မျိုးကိုဆိုလိုတာလေတို့အထက်ကရာလေးထဲမှာအပဒါနံအဟိမစ္ဆာရှေမရှိတဲ့တတ္တဝါတွေထဲမှာဆိုရင်အဟိမစ္ဆာမွေတို့ငါးတို့ပါတယ်ဘိဗဒာနိသကုက္ကုတိရှေနှချောင်းရှိတဲ့တတ္တဝါတွေထဲမှာဆိုရင်ကြက်အဲ့တော့သုရပဒာနိသမစ္ဆာတွေရှေလေးချောင်းရှိတဲ့တတ္တဝါတွေထဲမှာဆိုရင်ကြောင်ဆိုတော့အဲ့လိုကြောင်တို့နောက်ခုနငါးတို့မွေတို့ကြက်တို့အဲ့လိုမျိုးတတ္တဝါတွေအမတတ္တဝါဆိုရင်ယဟန်တော်နဲ့တမိုးတယံထဲအောက်မှာမအိမ်ကောင်းဘူးဒီလိုဆိုလိုတာအဲ့တဲ့ငယ်တဲ့အကောင်လေးတွေကြဘိုးတို့ချင်းတို့ဆိုတော့အဲ့ဒါတွေကအဘောဟာရိကလို့ခေါ်တယ်အဘမသိဘူးပေါ့နော်ဒါကြောင့်တိရစ္ဆာန်အကုန်လုံးကိုဆိုလိုတာမဟုတ်ဘူးမေတုံမိဝဲလို့ရတဲ့ပါရာဇိကကြနိုင်လောက်တဲ့တိရစ္ဆာန်မျိုးကိုဆိုလိုတယ်လို့နားလည်ပါနော်မှန်ပါဗျာနောက်တစ်ခုကဒီအဲ့ဒါမှခုနလိုမျိုးကြက်လည်းမဟုတ်ပါဘူးဗျာဝေလည်းမဟုတ်ပါဘူးငါလည်းမဟုတ်ပါဘူးဗျာဒီကုန်းနေတိရစ္ဆာန်တွေထဲမှာဆိုလို့ရှိရင်ဒီကြောက်အောင်ငယ်တဲ့ဖျိုးတို့တောက်တဲ့တို့သူတို့ကြတော့ဒီဘယ်လိုမျိုးဆုံးဖြတ်ပါလဲဗျာအဲ့ဒါလည်းအဲ့ခုနပြောသလိုမေတုံမွဲလို့ရတဲ့တတ္တဝါမျိုးတတ္တဝါပေါ့ဖားမှာဆိုလို့ရှိရင်လည်းတချို့ဖားတွေကပါဇက်ကျဲတယ်ပါဇက်ကျဲတဲ့ဖားတွေဆိုလို့ရှိရင်ဒါမေထုံပြုတ်ချင်းလို့ရတဲ့သဘောဖြစ်သွားတယ်မူခမတ်ကိုဆိုတော့အဲ့လိုမျိုးဆိုရင်တော့ဒါသဟတရားလောက်တယ်လို့ယူလို့ရတယ်တချို့ဖားတွေကကျတော့ပါဇက်မကျဲဘူးအဲကြောင့်ဖားအားလုံးနဲ့ယူလို့မရပြန်ဘူးနော်အဲ့အိမ်မြောင်ကတော့ဒါလုံးဝသိချတယ်မပါဘူးအဲ့တော့တောက်တက်ကိုတော့အရင်ဟိုတုန်းကလည်းဆွေးနွေးမှုကြတယ်တောက်တက်ဒီပါဇက်ကျဲတဲ့တတ္တဝါဖြစ်တဲ့အတွက်ကြောင့်ဒါသဟတရားလောက်တယ်ဆိုပြီးတော့တန်တရားဖြစ်ကြတယ်ပေါ့နော်အဲကြောင့်ချို့ဆရာတော်ကြီးတွေအဲ့တောက်တက်တို့ဘာလို့ဆိုရင်ဖမ်းပြီးတော့လွတ်ခိုင်းကြတာရှိတယ်တန်တရားတောက်တက်အော်တန်ကြရင်လိုက်ရှာပြီးတော့ဖမ်းခိုင်းလိုက်တာများတယ်ဒီတောက်တက်နဲ့ဒီကျင်းလို့ရှင်ဒီအဘတ်တင်ပါတယ်လို့တို့အတိအကျယူလို့ရပါလားဗျာအေးဆရာတော်တွေတန်တရားရှိကြတာပေါ့နော်စာထဲမှာကတော့သူကခြေ၄ချောင်းတတ္တဝါထဲမှာကြောင်ကိုပြောထားတာကိုအဲ့တော့တောက်တက်ကြတော့သူကငဲတယ်ဒါပေမဲ့လည်းသူကပါရာဇိကမေထုံဝဲလို့ရလောက်တဲ့ပမာဏမျိုးပါဇက်ကရှိနေတဲ့အကောင်မျိုးဖြစ်နေတဲ့ချောင်းဆိုပြီးတော့အဲ့ဒီတောက်တက်ကိုလည်းတန်တရားရှိပြီးတော့ဖယ်ရှားတဲ့သဘောပါအဓိကစာထဲမှာကတို့မေထုံဝဲလို့ရလောက်တဲ့တတ္တဝါလို့ဆိုတာကိုဒါကိုထက္ကရာဆရာကနမူနာအနေနဲ့ကြောင်ကိုထုတ်ပြလိုက်တာအဲ့ဒီလိုမျိုးပါအဲ့တော့ရှင်ပြတော်ဘုရားတော်များအခုချိန်ကစပြီကွင်းလေးကိုချိန်နိုင်ဝက်ပေးထားပါသည်ဘုရားအရှင်များတိခံပေးတော်မူကြပါကွင်းများကိုပဲကွင်းများကိုယ်တိုင်ကွင်းငယ်များကွင်းကြီးများအလုံးထားပြီးတော့လွတ်လပ်စွာ
မေးဖို့ရပြီးတော့ပြောပါရဲ့ဗျာဦးဇင်းများလက်ထဲမှာကြမြိုင်မိုက်များရှိနေရင်ကိုယ်များလက်ထဲသို့ထဲတော်မူလိုက်ပါဗျာမိမိတို့မေးတဲ့မေးခွန်းများရှိရင်လည်းနေ့လည်ကြရင်ဆက်လက်မေးနိုင်ကြတယ်ပါရယ်ဆရာဦးဇင်းများဒီမနက်တော့သိခံပေးတော်မူကြပါဗျာကိုယ်များမေးလို့ရပါတယ်ဗျာမေကုံမေရှောက်ခွင့်အဲ့ဒီဥစ္စာခဏအဲ့ဒီတောက်တက်နဲ့ပတ်သက်ပြီးတော့ဒီပြီးတော့ဖောင်းမှနေတော့တော်တော်တန်တရားဖြစ်ခဲ့ပူတယ်ဒီပြီးတော့နေတဲ့အဆောင်မှာတောက်တက်တီများတယ်အဲ့တော့တောက်တက်ကတားတရားအဘတ်တက်မတက်ဒီပြီးတော့တော်တော်များများမေးတဲ့အခါကျတော့အဖြေကအတိအကျမလာအောင်အဲ့ဒါကင်ခါမှာသွားတွေ့တယ်ရှာကြည့်လိုက်တော့တားတရားကင်ခါဘာသာတိကမှာမာဂန်နေဆရာတော်ကြီးကအဲ့ဒီတောက်တက်ကတားတရားအဘတ်မသိဘူးလို့အဲ့ဒီနေရာမှာတွေ့လို့တပြည့်တော့တန်တရားကင်းပြီးတော့တောက်တက်ဒီမဟုတ်ရင်ဖြည့်ရှင်းလို့မရအောင်တချို့เจ้าမှာဒီတောက်တက်တီးဘလို့မှထုတ်လို့အစီမပြေဘူးအဲ့ဒီမှာတွေ့လို့တန်တရားကင်းသွားတာတားတရားအဘမသိဘူးလို့ပါတယ်အဲ့ဒါကင်းခါဘာသာတိကမှာပါတယ်အဲ့ဒါကိုယ်များမေးခွန်းမေးလို့ရပါတယ်ဗျာမေကုံမေရှောက်ခွင့်ပြုပါကြတော့ဗျာတို့မျိုးရင်းတို့ဖြစ်သောရာဇင်းတို့ဖြစ်စီစွန့်စားကြွတဲ့အခါမှာတက္ကရာမများကဝတ္ထုငွေလူတဲ့အခါမှာတခြားကိုရောများကအလူခံပြီးကိုလဲကြရင်လူမခံရင်မကောင်းတာမျိုးတို့နောက်ပြီးကြရင်စိတ်ထဲကနေပြီးတော့မှတက္ကကြီးကိုပြန်စွန့်မယ်တက္ကမကြီးကိုပြန်စွန့်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဝတ္ထုငွေကိုအလူခံနေဆိုရင်အဆက်ကောင်ဇာတရူပါသိက္ခာပုဒ်ကြီးကတိလာကျိုးနိုင်ပါသလားဗျာဘာဖြစ်နိုင်ပါလဲဗျာဆရာတော်ဘုန်းတော်လေးဖြစ်ကြပေးတော်မူပါဗျာဝတ္ထုငွေလူခံတဲ့အခါသူများလူခံတော့အာနာပြီးလူခံလိုက်တာအဲ့ဒါကိုဆိုလိုတာမလားဟုတ်ပါဗျာအာနာအခြားမထေရီဆရာတော်ကြီးပါတော့အာနာပြီးပြန်စွန့်မယ်ဆိုတဲ့စိတ်နဲ့လူခံတာကိုအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာမေးတာပါဗျာရွှေငွေနဲ့ပတ်သက်ပြီးတော့လိုက်နာမယ်စီကံ၅ချက်ရှိတယ်လေဩဂဏီရတယ်ကိုယ်တိုင်ကင်တာကိုကိုယ်တိုင်အလူခံတာကိုရှောင်ရမယ်ဩဂနာပေရတယ်အလူခံခိုင်းတယ်ကပ္ပယာကြီးယူလိုက်ဖို့တော်လေးယူလိုက်ဖို့တော်လက်ခံလိုက်အဲ့လိုမျိုးအလူခံခိုင်းတာမျိုးကိုရှောင်ရမယ်နောက်ဥပနိခိတံတာတိရေရအရှင်ဘုရားအတွက်တသိန်းလှူပါတယ်ဘုရားဆိုတော့ငြိမ်းနေတယ်ဆိုတသိန်းလှူပါတယ်ဆိုတော့ငွေလှူတာကိုသူကမပယ်ဘဲနဲ့ငြိမ်ပြီးလက်ခံတားရတယ်ဆိုတော့အဲ့ဒါမျိုးလည်းမလုပ်ရဘူးနောက်ဒုက္ခိစရဏဆိုတာဒုက္ခိစရဏဆိုတာကမအမဆက်စီမံတာတိုင်းငွေရှင်းပေးလိုက်ငွေထုတ်ပေးလိုက်ငွေဘလောက်ပေးလိုက်ငွေဘယ်လောက်လွှဲပေးလိုက်ဆိုတာမျိုးတွေဆိုတော့အဲ့လိုမျိုးမအမဆက်စီမံတာမျိုးချောင်ရမယ်နောက်ပရမာတဒကာဒကမတွေရဲ့ဥစ္စာတွေကိုယ်ဥစ္စာတော့မဟုတ်ဘူးကိုယ်လာလူတာမဟုတ်ဘူးကင်ကြည့်တာရွှေကိုကင်ကြည့်တယ်ပတ်စံကိုကင်ကြည့်တယ်ဆိုတော့ပရမာတအဲ့ဒါလည်းအာဘတင်တာပဲဆိုတော့ဒီသိက္ခာပုဒ်ကိုကျင့်တဲ့သီလရှင်ဒီဇာရတုပသိက္ခာပုဒ်ကိုကျင့်တဲ့ယဟန်တော့ကိုရင်တွေလူပုဂ္ဂိုလ်တွေအဲ့ဒါဒီ၅ချက်ကိုခြောင်ရတယ်လို့ဆိုတယ်ဆိုတော့ပတ်စံကိုလားလူတယ်ကိုမตายရဘူးပြန်စွန့်ဖို့လည်းရွယ်ချက်ရှိတယ်အဲ့တော့ဒါပေမဲ့အာနာလို့ခုနလိုဆယ်တော်ကြီးတွေချင်းမှာအာနာလို့ကင်လိုက်တယ်ဆိုရင်မဖြစ်တယ်ဆိုတော့အ ਨੇ ဆုံးတော့ပရမာတအနေနဲ့တော့သိမှာပဲလေမှတော့မကင်ကောင်းတဲ့ပစ္စည်းအနာမာတဝတ္ထုလို့ခေါ်တယ်ရွှေတို့ငွေတို့ပတ်စံတို့ကအနာမာတဝတ္ထုမထိကောင်းမကင်ကောင်းတဲ့ဥစ္စာအမျိုးသမီးနဲ့တန်းတူပဲအမျိုးသမီးကိုမထိကောင်းတယ်လို့ရွှေကိုလည်းမထိကောင်းအမျိုးသမီးကိုမထိကောင်းတယ်လို့ပတ်စံကိုလည်းမထိကောင်းဒါကြောင့်မသာရဘူးလို့ပြောပြီးမှလည်းလက်ခံလိုက်ရင်အ ਨੇ ဆုံးတော့ဒါထိတဲ့အတွက်ကြောင့်တော့အာဘက်တင်ပါပဲလေဒါကြောင့်မသာရဘူးဆိုပြီးတော့လက်မခံကောင်းပါဘူးเนาะအဲ့တော့လာကလို့ရှိရင်ကိုယ့်ဘာကိုမသိကြအောင်ဆောင်ပြီးနေတော့ချသွားရင်ကိစ္စမရှိဘူးမသိကြအောင်ဆောင်ပြီးတာနေလိုက်ကိုဘာမှဆယ်တော်ကြီးတစ်ချက်မှအာနာလို့ကမငင်းရှင်ဘူးဆိုရင်လည်းငါမသာရဘူးဆိုပြီးစိတ်ကစောက်တည်ပြီးတော့ဘာမှမပြောနဲ့လက်မခံတော့မခံနဲ့အဲ့သူကသူချသွားလိုက်မယ်ပြီးမှဒကာတယောက်လာလို့ရှိရင်ဒကာကြီးဒီမှာဒကာတယောက်လာထားသွားတယ်ဆိုပြပြလိုက်ရတယ်အဲ့ဒကာကြီးကနားလည်လို့ဝိနည်းနားလည်လို့အဲ့ဒီပတ်စံကိုယူပြီးတော့အရှင်ဘုရားဒီဝတ္ထုငွေမှာဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလူခံမလို့ရှောက်ရင်တော့အဆက်သေးတယ်နော်အဲ့တော့ဘာလို့ကိုကသူ့လာလူတဲ့အခါမှာလုံးဝမตายရဘူးလက်မခံခဲ့ဘူးဟိုတကယ်တော့ညင်းရမယ့်ကိစ္စရှိတယ်ဒါပေမဲ့ဆရာတော်ကြီးတွေအာနာလို့ကမညင်းတာပဲရှိတာအဲကြောင့်ตายရတဲ့စိတ်မပါဘူးညင်းလည်းမညင်းဘူးဆိုရင်အဘက်မတင်ဘူးตายရတဲ့စိတ်ရှိတယ်မညင်းဘူးဆိုရင်တော့အဘက်တင်တယ်နော်အဲကြောင့်ตายရတဲ့စိတ်လည်းမရှိရဘူးမညင်းလည်းမညင်းလည်းအဲ့ဆိုလည်းရတယ်အဲဒါကြောင့်
မတရားဘူးဆိုပြီးတော့လက်ခံလို့တော့မရဘူးလို့နားလည်ဖို့လိုပါတယ်နော် နောက်ထပ်မေကွန်တူပါဗျာ ဆရာတော် ဝင်းကြီးကျင့်သုံးတဲ့ကိုရင်တစ်ပါးကိုဦးစင်းတစ်ပါးကဖြစ်စေကိုရင်တစ်ပါးကဖြစ်စေဝင်းကြီးကျင့်သုံးလို့ပြပြောတယ်ဆိုရင်ဦးစင်းဆိုဘာပဲတင်နိုင်ပြီးတော့ကိုရင်ဆိုဘာပြင်များဖြစ်နိုင်ပါလဲဗျာ ယဟန်တော်တစ်ပါးနော်ကောင်းကောင်းမွန်မွန်ကြင်ကြံအထောက်နေတာကိုဓမ္မနဲ့ပတ်သက်ရေးဖြစ်စေဝိနည်းနဲ့ပတ်သက်ရေးဖြစ်စေကြင်ကြံအထောက်နေတဲ့ပုဂ္ဂိုလ်ကိုဓမ္မကိုမကျင့်ဖြစ်အောင်ပြောရင်ဒါဓမ္မန်တည်းပဲအဲ့တော့ဝိနည်းကိုကြင်ကြံနေတဲ့ပုဂ္ဂိုလ်ကိုဝိနည်းမကျင့်ဖြစ်အောင်ပြောရင်လည်းဒါသာသနာကွယ်ချောင်းပဲလေနော်သာသနာကွယ်ချောင်းပဲအဲ့တော့ဝိနည်းကိုမသိဖြစ်အောင်ဝိနည်းကိုမလေ့လာဖြစ်အောင်ပြောတယ်ဆိုရင်တော့ဒီလိုဝိနည်းတိခါဘုရားမှာဝိဟေတာယဝိလေခာယတန်ဝတ္တန်တိဆိုအရှင်ဘုရားကြီးဝိနည်းတွေသိမနေပါနဲ့ဝိနည်းသင်စိတ်ပင်ပန်းနဲ့ကုက္ကုစားတယ်များတယ်နေမနေပါနဲ့ဆိုပြီးတော့အဲ့လိုပြောခဲ့ရင်တော့ဒါကနော်အာဘမလွတ်နိုင်ဘူးဘာဆက်ရပဲတင်ပါမယ်အဲ့တိခါဘုတိုင်းမဟုတ်ဘဲနဲ့တခြားတနည်းနည်းနဲ့အနောက်ရှက်ပေးတယ်ဆိုရင်တော့ဝိနည်းတိခါဘုရတော့အာဘမသိပေမဲ့သာသနာကွယ်ကြောင်းနော်ဖြစ်နိုင်ပါတယ်နော်ဖြစ်ပါတယ်ပေါ့နော် ဟုတ်တယ်ပါတယ် ဆရာတော်အစင်မြတ်တော်ဖေဟာတပည့်တော်မကိုမိခတာခလမိစခိအစင်မြတ်အစတော်မြတ်တော်ဖေဟာယဟတော်ဒီမတောကမကိုမတိယဟုတ်တိထားပါတယ်ဖေဟာတကယ်လို့မတိဘဲနဲ့မတောကမတရားရကိုတရားတဲ့စင်းနဲ့ဇမေခေဘာကဘာပစ္စပါရဖေဟာအပစ္စမဆဖိချပြတော်မှာဖေဒီမိခကိုဓမ္မဝိနည်းဆရာတော်ဖိချပြပါဖေဟာ ဓမ္မနီးဆရာတော်နေမကောင်းဘူးကလေးရဲ့နေမကောင်းနေပြီးတော့ဆရာတော်လို့ပြောလိုက်ဒါမသိဘဲနဲ့ထိပြီးตายရတယ်ဆိုတော့လည်းဟုတ်တယ်တခြားပြန်မေးလိုက်အောင်နေပြီးတော့ဆရာတော်ဖြေချပေးပါလို့ရှောက်နော်ဆရာတော်ပြန်ရှောက်လိုက်အောင်ကလေးအခုပြန်ရှောက်မှာပဲ ဆရာတော်အစင်မြတ်တော်ဖေဟာတပည့်တော်မကိုမိခတာခလမိစခွေပြပါဖေဟာအစေတမြတ်တော်ဖေဟာယဟတော်ဒီမတုကမကိုမတိယဟုတ်တိထပါတယ်ဖေဟာတကယ်လို့မတိဘဲနဲ့မတုကမတရားရကိုတရားတဲ့စင်းနဲ့ဇမိခေဘကဘာပစ္စပါတယ်ဖေဟာအပစ္စမပိအပစ္စမဆဖိချပြတော်မှာဖေဟာတရားစိတ်နဲ့ထိတာလားကြည်တာတရားစိတ်နဲ့ကြည်တာ ဟုတ်တယ်ဗျာ ထိတာလားကြည်တာလားမျက်လုံးနဲ့ကြည်တာလား ตาရတဲ့စိတ်နဲ့ထိတာตาရတဲ့စိတ်နဲ့ထိရင်တော့ तू ကတန်ခါဒိဋ္ဌိအာဘတ်တဲ့ ဟုတ်တယ်ကြည်တာလားထိတာလား စတာပါဗျာ ဟမ် စတာ ဘာလဲကြည်တာလားဆရာတော်ကြည်တာပါတဲ့ဖေဟာဟမ်နားမလဲဘူးမျက်လုံးနဲ့ကြည်တာ အဲ့ဒါဘတ်စကားပေါ်မှာတစ်ခါလီဖြစ်တတ်ပါတယ်ဘတ်စကားတက်တဲ့အချိန်မှာရဟန်းတော်တွေကအဲ့တော့မတော်တဆထိပြီးတော့ตายာမိသွားရင်တော့အဲ့ဒါပရိဝတ်ဆောက်တည်စရာမလိုဘူးတန်ခါဒိဋ္ဌိအာဘတ်မသိဘူးတကယ်လို့တမင်တက်သွားပြီးတော့မာတုကာမကိုရဟန်းတော်တွေကသွားပြီးတော့တိုက်ပြီးတော့ထိလိုက်ရင်တော့ရွယ်ချက်နဲ့သွားထိလိုက်ရင်တော့သူကအာဘတ်တဲ့တန်ခါဒိဋ္ဌိအာဘတ်တဲ့ဂရုကအာဘတ်တဲ့ပရိဝတ်ဆောက်တည်ရမယ်ကုစားရမယ်ပရိဝတ်ဆောက်တည်ပြီးတော့ကုစားပြီးမှအဲ့ဒါမှအဲ့ဒီတိတ်ကဘုရားစင်ကြယ်တယ်ဂရုကအဘတ်လို့ခေါ်တယ် မျက်လုံးနဲ့စတာကိုစတာပြောတယ်ဗျာ ဘိုင်းအော်မျက်လုံးနဲ့ကြည်တာ မှန်ဗျာ မျက်လုံးနဲ့ လုံးနဲ့ကြည်တာဩမျက်လုံးနဲ့အဲ့ဒါမျက်လုံးနဲ့ကြည်ပြီးတော့ตายရတာ တမဗျာ အေးဘောရာဂစိတ်နဲ့အ ਨੇ ဆုံးသူကကြည်ပြီးတော့ตายရရာဂစိတ်ပါရင်တော့သူကအ ਨੇ ဆုံးဒုက္ခအပတ်တော့တင်တယ်ဟုတ်လားဂရုကအပတ်တော့မတင်ဘူးပေါ့ဒုက္ခအပတ်တင်တယ်မဟုတ်လေရာဂစိတ်နဲ့တော့ကြည် ရာဂစိတ်နဲ့မကြည်သင်နဲ့သတ်မှတ်ထားတဲ့ ဘော နေရာဌာနတွေလို့ရှိပါတယ်ဗျာမျက်နာကြည့်ုံနဲ့တော့အဘမသိဘူးလို့ယူဆပါတယ်ဗျာမျက်နာကြည့်တာလို့ပဲမှတ်လိုက်ပြီးတော့အဘမသိဘူးလို့ပဲမှတ်တော့မှာပါဗျာ မိဂုံးမေးချခွင့်ပြုတော်မူပါဆရာတော်တက္ကရာရှင်တို့မြတ်တော်ဗျာလိန်ကြနေသောကိုရင်တစ်ပါးကိုရဟန်းခံပြီးကောင်းပါတော့တလားဗျာခံပြီးတော့ရဟန်းမြည်သည့်အဘတ်တမတည်းဗျာဖြ
ဖြေချပေးတော်မူပါဗန္ဒရီရှင်ပြပါ နေပြီးတော့ဆရာတော်ဖြေကြမှာပါဗျာလိန်ကြနေတဲ့ဆရာတော်ကိုလိန်ကြနေတဲ့ကိုရင်ကိုရမ်းခံပြီးလို့ရပါလားလို့ပြောတာပါဗျာလူနဲ့တူတူပါပဲဗျာ အဲ့တော့လိန်ကြနေတဲ့ကိုရင်ကိုရဟန်းခံပေးတာရပါတယ်သူကလိန်ကြပြီဆိုရင်တော့ချက်ချင်းကိုသွားပြီးတော့ဆရာသမားတန်သွားပြီးတော့ရှောက်ရတယ်ရိုးသားတဲ့စိတ်ရှိဖို့လိုတာပေါ့နော်သာသနာမှာအဲ့တော့မယုံမတတ်သူကဖုံးကွယ်ထားမယ်ဆိုရင်တော့အဲ့ဒီကိုရင်ကတော့အန္တရာယ်ရှိတယ်အဲကြောင့်ချက်ချင်းသွားပြီးတော့ဒီပြီးတော့လိန်ကြပါတယ်ဗျာဆိုပြီးတော့ရှောက်ရတယ်ရိုးသားရှောက်ပြီဆိုရင်တော့ပြန်ပြီးတော့ဖြစ်ပါတယ်ကိုရင်ဖြစ်တယ်နော်ယဟန်ခံလို့ရမရကိုမေးတာပါဗျာ အဲ့တော့ယဟန်ခံလို့ရပါတယ်ယဟန်ခံလို့ရတယ် ယဟန်ဖြစ်တယ်လို့ယူဆပါတယ်ဆရာတော်ကမိတ်ပါတယ်ဗျာ ခံပေးတဲ့ယဟန်မြည်သည့်အဘတင်ပါတယ်ဗျာ အဘမသိပါဘူးဗျာ ဟုတ်ကဲ့ မတင်ပါ ပြောချင်တာလိန်ကြနေတယ်လိန်ကြနေနဲ့ရမ်းခံတယ်ဆိုရင်ရမ်းဖြစ်မဖြစ်မေးလိုက်တာမဟုတ်လားကလေးอ่ะ မှန်ပါဗျာ အဓိကလိန်ကြတဲ့ပုဂ္ဂိုလ်လေဝဉ္ညကမောသိမ္ပရိသငါးပြတံပတ္တိနဲ့ပြည့်စုံရင်ယဟန်ဖြစ်တာပဲเนาะယဟန်ဖြစ်တယ်ခံပြီးတဲ့ယဟန်နေတယ်ဘာအဘမှမသိဘူး तू ကကိုရင်အတွင်ရှိတယ်လေเนาะဘာမှမဖြစ်ဘူးနော်လူဘုန်းနဲ့တောင်ဓာတ်ရိုက်ဒါကမ္မဝါစာဖတ်ရင်ယဟန်ဖြစ်နိုင်တဲ့အဆုံးဖြတ်တွေတောင်တချို့ရှိတယ်လေဒါကြောင့်မို့လိန်ကြတဲ့ကိုရင်ကိုယဟန်ခံပြီးလေယဟန်ဖြစ်ပါတယ်ဟုတ်တယ်မလား မှန်ပါဗျာပြည့်စုံပါဗျာ ဟိုနာဆရာလေးမိကုံးလေးပြန်ဖြေပေးလိုက်မယ်မာတုကာမကိုကြည်ပြီးตายရတဲ့ဥစဉ်ကနော်မျက်နှာကိုကြည်ပြီးသူตายရတယ်အဲ့ဒါအဘတ်တော့မသိဘူးတိုးတော်လေပို့ပြီးတော့သူဟာသာသနာတော်ကနေရှုံးသွားနိုင်တဲ့အပြစ်တွေရှိတယ်ဒါကြောင့်မာတုကာမတခါတလေအဘတ်ကတိတိလေးပဲဒုက္ခအဘတ်တိတိလေးပဲဒါပေမဲ့ဒီမှာတော့အဘတ်တော်မသိဘူးမျက်နှာကိုကြည့်လို့အဘတ်မသိတာနော်သူကတခြားဟိုဟာလေးတော့ရှိတာပါနော်တခြားဟာဟိုအောက်အာဟာတွေကိုကြည့်နော်ဒုက္ခအဘတ်တင်တယ်ဟုတ်ပြီဒါပေမဲ့ညနာကိုကြည့်လို့အဘတ်မတင်တော်လေပဲဒီဥစဉ်ကဒီမာတုကောင်ကိုကြည့်ပြီးตายာနေပြီဆိုရင်ကြာရင်နောက်ဆက်တွဲပြဿနာမတက်ဘူးလားတက်မလားတက်ပြီးမဟုတ်ကတွေလုံးရင်တန်ခါဒိတ်သိတွေပါရာဇိကတွေဒီရောက်သွားမှာတခါတလေအဘတ်မတင်တော်လေပဲကိုသာသနာတော်အတွက်အမတန်အန္တရာယ်ကြီးမားတယ်ဗျာနော်ဒါကြောင့်မို့လုံးဝမကြည့်တာကောင်းပါတယ်ဗျာနော် ဆရာတော်ရှင်သူမြတ်တို့ဖရာတပည့်တော်မကိုမိကုန်းတစ်ခုလောက်မိရှောက်ခွင့်ပြုတော်မူပါဗျာဆေပါသီလထိန်သားတော်သူမှာအဆက်တော့မကင်ပေမဲ့ဖုံးထဲမှာအဆက်ထည့်ထားရင်ကိုသီလလုံးမှာသလားဖရာဆရာတော်ဘုန်းတော်လေးဖြေရှားပေးတော်မူပါရှင်ဖရာ မအပ်ဘူးလေကွယ်မအပ်ဘူးသူကဖုန်းထဲမှာပဲထက်ဗီဒီယိုထဲမှာပဲထက်တယ်ဟုတ်လားကတ်ထဲမှာပဲထက်ပတ်စံကိုလက်ခံထားတာပဲလေအဲ့တော့ပတ်စံကိုလက်ခံထားတာဆိုမအပ်ဘူးလေအဲ့တော့ခုနကပြောခဲ့တယ်ဒီသိက္ခာပုဂ္ဂိုလ်ထိမ့်သိမ့်ပြီဆိုရင်ငါးချက်လိုက်နာမှာပဲဥက္ကနေရဟုတ်လားအဲ့တော့လားလူပြီဆိုရင်လက်မခံရဘူးလေဟိုဥပနိခိတံတာတိယဆိုတဲ့နေရာမှာဘဏ်ထဲမှာအရှင်မြတ်အတွက်ဘဏ်ထဲမှာငွေတသိန်းလှူထားတယ်ဗျာအဲ့ဒါကိုတာရတယ်ဆိုရင်အဘက်တင်တာပဲပတ်စံကိုလာမလှူတော့ဘဏ်ထဲမှာထည့်ထားပေးတယ်ဆိုရင်အဘက်တင်တာပဲလေမအမဆက်လျှောက်တာပြောပြတာလေအရှင်မြတ်အတွက်ဘဏ်ထဲမှာငွေတသိန်းလှူထားတယ်ဗျာဘုန်းကြီးကအဲ့ဒါကိုငြိမ်းနေတယ်အဲ့ဒါတာရတာပဲလေဥပနိခိတံတာတိယအဲ့ဒါလက်အဘက်တင်တာပဲပေါ့တော့ညင်းရမှာလေမအမဆက်တဲ့ဝေါ်ဟာရတွေနဲ့လားလှူတယ်ဆိုရင်တော့ဝတ္ထုငွေကညင်းကိုညင်းရမှာပဲအဲ့တော့ဖုန်းထဲမှာထည့်ထားတာဖြစ်ကတ်ထဲမှာထည့်ထားတာဖြစ်အဲ့ဒါတွေကငွေကိုလက်ခံတာပါပဲเนาะမအပ်စဘူးခွင့်လင်းများမေးလို့ရပါဗျာ ဆရာတော်တရားတော်ရှိသူမြတ်တယ်ဗျာပြီးတော့ကိုမိကိုတစ်ခုတော့မိခွေပြုပါဗျာလူဘိုလူသန္တရာတဲ့မှာဘာကြောင့်တီလာအမြဲတမ်းဟိုပါနေတာလဲဆရာတော်လေးဘုရားလေးဖြေပြီးတော့မှာဗျာဘာလဲလူဘိုလူသန္တရာတဲ့မှာဘာကြောင့်တီလာအမြဲတမ်းပါနေတာလဲ သီလအမြဲတမ်းဘာလို့ပါနေတာလဲတဲ့ဟုတ်လားကုသိုလ်ပြုတာလား မဟုတ်ဘာကြောင့်တီလာပါနေတာလဲ
လူဘွားမှာ ဒီမှာ မမတီလာကဘာလို့လိုအပ်နေတာလဲလို့မေးချင်တာထင်တယ်ဟာလူဘွားမယ်ဘာလို့တီလာကလိုအပ်တာလဲအဲ့ဒါဘောမေးတာလား မဟုတ်ဘူးဗျာ မဟုတ်ဘူး လူစံစရာထဲမှာဘာကြောင့်ဟွာဒီလအမြဲတမ်းပါနေတာလဲ ဟုတ်လားတီလာအမြဲတမ်းပါ လူဘုံလူဘဝမှာဘာကြောင့်တီလာအမြဲတမ်းပါနေရတယ်လေတိတ်ကောင်းတယ်ဒီကလေးလေးအားတော်တယ်ပုံလေးစုပေးပေးပါဗျာတီလာဟာလောကကြီးမှာအရေးကြီးဆုံးပဲကလေးနော်လူရင်လို့ဖြစ်လာတယ်ဆိုတာလေတီလာဆိုတဲ့အကြောင်းတရားပါတာများတယ်ဗျာနော်တီလာမရှိရင်ကောင်းရာဒုက္ခတိကိုရောက်ဖို့မလွယ်ဘူးကလေးရဲ့အကြောင်းကိုလူဘဝကိုရောက်လာတဲ့လူသားတွေဟာအရင်ပြန်ရချင်ရင်တော့တီလာရှိကိုရှိရတီလာမရှိရင်လူဖြစ်ရှုံးတယ်ကလေးလေးဒါကြောင့်လူဘုံလူလောကကြီးမှာဒါနတွေလုပ်ပြီးတီလာမရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလူဖြစ်ရှုံးတာပဲဒါနမလုပ်တော့လဲတီလာဖြူစင်နေအရင်ရတယ်ကလေးတီလာဖြူစင်တာကိုအကြောင်းပြုပြီးအပယ်မကျနိုင်ဘူးပေါ့နော်အကြောင်းကိုလူဘုံလူလောကကြီးမှာတီလာဟာအရေးကြီးပါတယ်တီလာဟာပါဖို့ပါရမှာတီလာမပါရင်လူဖြစ်ရှုံးတယ်ကလေးဒါကတော့ဆရာတော်ရဲ့အတနော်မတီနဲ့ဖြေပေးလိုက်နော် ကဲနောက်ကွယ်လေးမေးပါရပါတယ်ကွယ်လေးမေးနောက်တီလာရှင်လေးတော့မေးရသေးတယ်မေးကွယ်လေးမေးကွယ်ကြီးလားကွယ်လား တို့ကိုရင်ကြီးပါဗျာယုတ်သေးစွာမေးလျှောက်ခွင့်ပြုပါတွန်တေးဆရာတော်ဗျာဦးစင်းတစ်ပါးတီစာခိုးဖြေပါတယ်ဗျာအဲ့ဒီစာခိုးဖြေလို့အောင်တဲ့အခါမှာအဆက်ပစ္စည်း9သိန်းရပါတယ်ဗျာအဲ့ဒီခိုးဖြေတဲ့အခါအောင်တဲ့အချိန်မှာအဆက်ပစ္စည်း9သိန်းရတဲ့အချိန်အဲ့ဒီယဟန်ဒီပါရဇိကကြာမကြာသိလို့ပါသည်ဗျာ အေးတလုံးနဲ့ဖြေရရင်တော့မကြပါဘူးနော်မကြပါဘူးအဲ့တော့တို့ဆရာသမားတွေလည်းဖြေထားတာရှိပါတယ်နော်ဒီဘေးကုန်းအဲ့တော့တို့အဲ့ဒါကိုကြားတယ်လို့ဆုံးဖြတ်တာဆိုလို့ထိန်တော်ဆရာတော်တစ်ပါးပဲရှိတယ်ဟုတ်လားသူကဘယ်ရှုထောင့်အောင်ကြည့်လဲဆိုရင်ဒီတန်ကြီးပစ္စည်းဒီဟောတီတော့ဟုတ်တယ်တို့တော့အပြောမှားသွားတာတီတော့ဆရာတော်နော်အဲ့တော့ဒီတန်ကြီးပစ္စည်းဒီအောင်တဲ့ပုဂ္ဂိုလ်ကိုပဲပေးတာအောင်တဲ့ပုဂ္ဂိုလ်ပဲရတဲ့တယ်အဲ့တော့ဒီဟာကိုအောင်နိုင်တဲ့အရေးချင်းမရှိဘဲနဲ့ခိုးပြီးတော့ဖြေတာဖြစ်တဲ့အတွက်သူဒီအရိဏဒါနမြောက်တယ်ဒါကြောင့်ပါရာဇိကလောက်ရင်ပါရာဇိကကြတယ်ဆိုပြီးတော့ဒီတော့ဆရာတော်ဆုံးဖြတ်ထားတာရှိတယ်အဲ့တော့တပည့်တော်တို့ဆရာအများစုကတော့ဒါကိုဒီလိုမဆုံးဖြတ်ပါဘူးเนาะအဲ့တော့တပည့်တော်တို့လည်းအရှင်ဘုရားရောဘယ်ဝါဒကြိုက်လဲဆိုရင်တော့မကြဘူးလို့ပဲတပည့်တော်လည်းယူဆပါတယ်เนาะ နောက်တစ်ခုပါဗျာစရောဘယ်ရီတီကိုကပီယံကရောဟီလို့ဖို့လိုမလို့တိလို့ပါသည်ဗျာ လိုတာပေါ့စတော်ဘယ်ရီမှာအစီလေးတွေပါတာအဲ့တော့အဲ့ဒီမှာတစ်ခုရှိတယ်เนาะတပည့်တော်တို့သတိထားရမှာကဒီကပ္ပိယံကရောကြီးလုပ်တဲ့အခါမှာတစ်ခုနဲ့တစ်ခုကဆက်ဆက်နေရတယ်ဥပမာကြံတွေကိုကပ္ပိယံကရောကြီးလုပ်မယ်ဆိုလဲကြံပုံကြီးကိုဆက်ဆက်ပြီးပုံရတယ်အဲ့တော့ဒီစတော်ဘယ်ရီလည်းဒီတိုင်းပဲကပ္ပိယံကရောကြီးလုပ်မယ်ဆိုလို့ရှိရင်ဆက်ဆက်ပြီးတော့ကပ္ပိယံကရောကြီးလုပ်ရတယ်အဲ့ဒီမှာသူကဘာပြဿနာရှိလဲဆိုတော့တပည့်တော်တို့ဒီဒကာဒကမတွေကတခါတရံကြတော့ဟိုကြိုတင်ပြီးတော့ဖြော်ရည်လုပ်ပြလိုက်တာပေါ့တချို့ကလည်းဗရန်ဒါနဲ့ကြိတ်တယ်တချို့ကလည်းပဲဒီတိုင်းပဲဇွန်းနဲ့ခောက်တာတို့ဘာလို့ခြေတာတို့လုပ်လိုက်တော့ဆိုတော့အဲ့ဒီမှာပြဿနာပါလဲဆိုတော့အစီလေးတွေကအပင်ပေါက်နိုင်တယ်လို့ယူဆတာရှိတယ်ဒါဆိုလို့ရှိရင်အဲ့ဒီမှာဖြော်ရည်ဖြော်လိုက်တဲ့အခါမှာတပည့်တော်တို့တစ်ခုနဲ့တစ်ခုကလွတ်သွားတယ်ရေကဂျားဝင်သွားတာကိုလွတ်သွားတယ်ရေချောင်းဝင်ပြီးလွတ်သွားတဲ့အခါကျတော့ကပ္ပိယံကရောကြီးလွတ်တော်လဲပဲမရောက်နိုင်တဲ့ဒီကပ္ပိယံကရောကြီးလွတ်လို့မရတဲ့အစီတွေပါသွားတယ်။ဒါဆိုလို့ရှိရင်ဒီရန်တော်တွေဖုံးပေးဖို့ခက်သွားနိုင်တယ်။ဒါကြောင့်ကပ္ပိယံကရောကြီးစတော်ဘယ်ရီတို့ဘာလို့ဖြောရည်လုပ်ပြီးကတ်မယ်ဆိုရင်မဖြောခင်အပုံလိုက်မှာကြိုတင်ပြီးတော့ကပ္ပိယံကရောကြီးလုပ်တဲ့တယ်။ဒါကြောင့်မနေ့ညဆိုရင်တခါရဲထွန်းဒီလိုဆရာတော်တွေအမှလှန့်လျှောက်တယ်ပေါ့နော်။ဒီလိုကပ္ပိယံကရောကြီးလုပ်ချင်တယ်ဗျာ။စတော်ဘယ်ရီဖြောရည်ကတ်ဖို့ဟလာဒါလေးကြိုလုပ်ပေးပါဗျာမနေ့4နာရီလုပ်ပလားဒီညကြိုတင်လုပ်တင်လားဆိုတော့အဲ့ဒါဦးစင်းတစ်ပါးလွှတ်လိုက်ရတယ်သွားပြီးတော့ကပ္ပိယံကရောကြီးလုပ်ပေးပါဒီလိုလုပ်ခဲ့ရတယ်နော်ဘုရားတပည့်တော်အာယုသေးသာမေခွန်မေလျှောက်ခွဲပြုပါဗျာဒီမေခွန်ကတော့
ယဟန်တော်များပေါ့တန်ခါတက်တဲ့အပတ်နဲ့ပတ်သက်ပြီးတော့ညင့်ဖုံးလွှမ်းခြင်းမဖုံးလွှမ်းခြင်းနဲ့ပတ်သက်ပြီးတော့မေးလျှောက်ရှင်ပါတယ်ဗျာဓမ္မဝိနည်းဆရာတော်ဖြစ်နိုင်တော့ဖြစ်ပေးစေချင်ပါတယ်ဗျာယဟန်တစ်ပါးကတော်ရဆောက်တည်နေရင်လည်းအဲ့လိုတမင်တကာကြီးတော့မဟုတ်ဘူးဗျာအခက်မသိပဲမတော်တဆကာမဝိတ္တကြံရကနေပြီးတော့တာယာသွားပြီးတော့မတော်တဆလေးတန်ခါတက်တဲ့အပတ်တက်သွားတယ်ပေါ့ဗျာအဲ့ဒါတန်ခါတက်တဲ့အပတ်တက်သွားတဲ့အချိန်မှာတပါးတည်းတော်ရဆောက်တည်နေတာဖြစ်တဲ့အတွက်ဒေသနာကြားဖို့ဥစဉ်ရမရှိတော့လဲပဲအဲ့ဒီဆွမ်းခံရွာလေးသွားပြီးတော့ဒေသနာကြားလို့တော့ရတယ်ပေါ့ဗျာအဲ့ဒါတော့အဲ့ဒီတန်ခါတက်တဲ့အပတ်ညစ်ဖုံးလွှမ်းခြင်းမဖုံးလွှမ်းခြင်းနဲ့ပတ်သက်တဲ့အဲ့ဒီစာထဲလာတာတွေစာထဲမှာတော့တော့ပြန်ပြီးတော့လှန်ကြည့်ထားပါတယ်ဗျာအဲ့ဒီမှာစာထဲမှာတော့မြေချောင်းကြီးရှိနေလို့ဘလူးရှိနေလို့အာယုံမတက်ခင်အချိန်မီမသွားနိုင်လို့စသဖြင့်ပါပါတယ်ဗျာတပတ်တော်ကတော့အဲ့လိုတန်တရားဖြစ်တာမဟုတ်ပဲနဲ့တပတ်တော်ရဲ့မူလတန်ခါမူလတက်ထားတဲ့အဘကတော့တန်ခါတက်တဲ့အဘတစ်ခုပဲအဲ့ဒီဆွမ်းခံရွာမှာရှိတဲ့အဲ့ဒီဘုန်းကြီးကျောင်းလေးကြတော့နေတကိကျောင်းလေးဖြစ်နေတယ်ဗျာအဲ့တော့တပတ်တော်တော့အဲ့ဒီတန်ခါတက်တဲ့မူလအဘထက်နောက်တစ်ခုထပ်ပြီးတော့တိုးလာမှာကိုစိုးရိမ်တယ်ပေါ့ဗျာစိုးရိမ်တော့ငါနေတကိကျောင်းသွားပြီးတော့တန်ခါတက်တဲ့အဘအဲ့ဒီဒေသနာမကြားချင်ဘူးပေါ့ဗျာမူလအဘထက်ပိုတိုးလာမှာစိုးရိမ်တဲ့စိတ်နဲ့ဒေသနာသွားမကြားဘူးဆိုရင်အဲ့ဒီတန်ခါတက်တဲ့အဘကညစ်ဖုံးလွှမ်းတယ်လို့ယူရမှာလားဗျာညစ်မဖုံးလွှမ်းဘူးလို့ယူရမှာလားဗျာ အေးဖုံးလွှမ်းခြင်းအင်္ဂါ10ပါးဟုပဲစီစစ်ပါဗျာနော်သူကကြားဖို့လဲသူစားနိုင်တဲ့သဘောတော့ရှိဒါပေမဲ့ဒီလျှောက်ထားချက်မှာအဓိကတစ်ချက်လေးတွေ့မိတာကသူကဖုံးလွှမ်းလို့စိတ်မရှိဘူးလို့သိရတယ်ဒီပါအဲ့ဒါအဓိက main point ပဲနော်ဒီပါဗျအဲ့ဖုံးလွှမ်းလို့စိတ်မရှိချင်းဒီပင်သူကဖုံးလွှမ်းရမရောက်ဘူးဗျာနော်ဆက်မေကွန်ရှိပါတယ်ဗျာအဲ့ဒီတန်ခါတက်တဲ့အဘကိုခဏဖယ်ထားပြီးတော့ဒုဗတိဒုက္ခပဋိတေတတိပါစိတ်ထုလည်းစင်းစားတဲ့အောက်အဘ၅ပုံတက်သွားတယ်ဗျာတက်သွားတဲ့အချိန်မှာအလက်စီလက္ခဏာမှာဆိုရင်တော့ကုသလို့စိတ်မရှိဘဲနဲ့ပြစ်ထားတာကတော့အလက်စီလက္ခဏာပေါ့ဇမတ်ဖို့ရဲ့အန်တယ်ဖြစ်နိုင်တယ်ပေါ့ဗျာခုနအတိုင်းပဲဒေသနာသွားကြလို့ရတယ်ဒီအဘ၅ပုံကဒေသနာသွားကြလို့ရတယ်အဲ့ဒီမူလအဘတဲ့ပို့တိုးလာမှာစိုးရင်တယ်ပေါ့ဗျာအဲ့ဒီနေတကိကြောင်းဖြစ်နေတဲ့အတွက်အဲ့နေတကိကြောင်းမဝင်ရှင်တဲ့စိတ်နဲ့တက်တော်တဲ့ချိန်မှပဲအဘအထက်မသိနိုင်ဘူးလို့ယူဆရတဲ့နေရာဒေသအချိန်ကာလရောက်တော့မှပဲဒေသနာကြားမယ်ဆိုပြီးတော့အဲ့ထားတယ်ပေါ့ဗျာဒါပေမဲ့ထားတယ်ဆိုတာသွားကြလို့ကြားလို့ရမ်းမရှိတာတော့မဟုတ်ဘူးပေါ့ဗျာထပ်တိုးလာမှစိုးရင်တဲ့စိတ်နဲ့ခဏထားရတယ်ဆိုရင်ဇမတ်ဖို့ရဲ့အန်တယ်ဖြစ်နိုင်ပါသလားဗျာဒါလည်းဟုတ်နာလို့ပဲသူဖုံးလွှမ်းလို့စိတ်တော့မရှိဘူးအဲ့နေတကိကြောင်းသွားရင်ဆက်ပြီးအာဘတ်သိမ့်မယ်ဆိုတဲ့တိတ်ခါပုဂ္ဂိုလ်လေးစားလဲစိတ်ပါနေတယ်ဖုံးလွှမ်းလို့စိတ်မရှိဘူးနောက်တစ်ချိန်အာဘတ်မသိနိုင်တဲ့ရဟန်းမျိုးရှိတဲ့နေရာမျိုးမှာကြားမယ်ဆိုတဲ့စိတ်ရှိတယ်အဲ့ဒါကြောင့်သူကတရားအားထုတ်မယ်ဆိုရင်ဒါတရားတတ်နိုင်ပါတယ်ဗျာနော်ပြည်စုံပါမိကုမေးချောင်းခွင့်ပြုပါဗျာအနေပါတဲ့ကြော်ကြီးကိုတတိမထားပြီးပဲတောက်လိုက်ရင်ဒဏ်ကြပါလားဗျာရန်ကင်းမဟုတ်ရတဲ့ဆရာတော်ဖြေချပြပါဗျာကိုရင်လေးဘုန်းကြီးဒီမှာဥဒုဏန္ဒစကားများနေလို့မကြားလိုက်ဘူးအနေမပါတဲ့ဖြော်ရည်ကိုတဲ့တောင်းမိရင်ဒဏ်ထိုက်လားတဲ့မတိလို့မိအနေလားကိုရင်မတိလို့အနေပါတယ်ပေါ့ဖြော်ရည်ကိုဗာလဲမတိပဲတောင်းမိလိုက်ရင်ဒဏ်ကြပါလားဗျာအနေပါတဲ့ကိုရင်sorry အနေပါတဲ့ဖြိုရည်ဒဏ်တော့ကြတာပေါ့ကိုရင်နော်ဒဏ်တော့ကြတာပေါ့ဒါပေမဲ့တော့အောက်ကုတော်ကြီးကြီးမားမားကြီးမဖြစ်ဘူးပေါ့နော်ဘာလဲဆိုတော့ဒီဝိကာလဘောဇနာရဲ့သဘောတရားကတိမတိပေါ့လားနော်အာစိတ်တကလို့ပြောလို့ရတာပေါ့အာဘတင်တာဟုတ်အဲ့တော့ခုနအနေဆိုတာလည်းပဲဝိကာလအနေဆိုတဲ့နေရာမှာဘယ်လိုတော့ရှိတယ်ကွယ်နော်ဘယ်လိုပြောမလဲအဖတ်သဘောလားဘယ်လိုပြောမလဲအမုံတွေကနေပြီးတော့မှအနေသဘောဖြစ်သွားတာလားအဲ့ဒါလေးတော့ရှိတယ်နော်ဒီစစ်ထားတဲ့ထဲကပဲဒီအမုံလေးတွေကနေပြီးတော့မှအနေသဘောဖြစ်သွားတာဆိုရင်ကတော့အဲ့ဒါတော့ဘာမှအပြစ်မရှိဘူးအဖတ်သဘောမျိုးပါတာကိုပဲသူတို့စဉ်းစားအောင်နော်အဲ့လိုအဖတ်ပါခဲ့တာကိုတောက်မိတယ်လို့ရှိရင်တော့ခုနပြောလို့ပေါ့အကုသိုလ်အနေနဲ့တော့မကြည့်ဘူးပေါ့နော်ဒါပေမဲ့ဝိကာလဘောဇနာသဘောတရားကတော့အပြစ်ရှိတာပေါ့ဟုတ်လားဗျာနော်
ပြေဆုံးလားအဲ့လောက်ဆိုရင် ပြေဆုံးပါဗျာ ဒါကြောင့်ဖြော်ရည်တောက်ခံနေကြလို့ရှိရင်ဆင်ကျင်ရတယ်လေနော်ပိဿဝဲခဏလည်းဆင်ကျင်ရတယ်လို့အဖတ်ပါလားမပါလားဆိုလည်းကြည့်ရတယ်အဲကြောင့်ဖျားရည်တို့ဆိုလို့ရှိရင်လည်းပဲကိုယ်ရနေညနေပဲဖြော်ရည်လာကတ်တယ်ဆိုလို့ရှိရင်အရင်ကြည့်တာပေါ့နော်အရင်ကြည့်တန်တရားရှိတယ်ဆိုရင်ကတော့ကတ်မခံရဘူးပေါ့တန်တရားကင်းလောက်တယ်ဆိုတော့အကတ်ခံပြီးတော့ဖုံးပေးရတာပေါ့ကဲနောက်တစ်ပါးမေ့ရအောင်အချိန်သိမရတော့ဘူးဆိုတော့ ပြိုသေးစွာရှောက်ထားပါသေးဖေဟာတပည့်တော်ကမေကွန်တစ်ခုလောက်မေခွင့်ပြုပါဖေဟာဖြတ်ဖောက်ချုပ်လွတ်ထားသူကိုယဟန်တစ်ပါးကမေထုံမိဝဲလျင်အဲ့ဒီယဟန်ပါရာဇိကကြပါသလားဖေဟာ နောက်မေ ဒီမေကွန် မေး ကို ရအောင် ဆရာတော်ဘုန်းတော်လေးဖေချပေးတော်မူပါဖေဟာ ရမဖြေတော့ဘူးမဖြေတော့ဘူးနော်မဖြေတော့ဘူးနောက်ကိုရရင်တစ်ပါးမေ့ရအောင် ဆရာတော်ဗျာမေကုံမေရှောင်းပြုတော်ဗျာတခါတယောက်ကဖုန်းကြီးတစ်ပါးရှိရဗျာအဆက်ပစ္စည်းလေးပါရှည်ပြီးသာရတိုင်းကိုရင်တို့ပိဋကတ်စာကိုဝယ်လို့ရင်အဘသရာဗျာရှည်သောတကားတဲ့ဖုန်းကြီးရှိရအဆက်ပစ္စည်းလေးတင့်တော်ပါသရာဗျာဆရာတော်ပြင်းကြီးတရဖြေပေးတော်ပါဗျာ ပြန်မေးပါအောင်ဗျာဒီလိုမရှင်းလိုက်လို့ဗျာ တခါတယောက်ကဗျာဖုန်းတစ်ပါးရှိရာအဆက်ပစ္စည်းလေးပါရှိပြီးစာတင်လိုက်ကွင်တွေကိုပိဋကတ်စာအုပ်များဝယ်လို့ရင်အဘသရာဗျာရှိတော်တကားလည်းဖုန်းကြီးရှိရာအဆက်ပစ္စည်းလေးပါရှိတာတင့်တော်ပါသရာဗျာ ချီတာကတော့ဒါတကားကဘုန်းကြီးရှိရချီလိုက်ပြီဆိုတာလူပိုင်ဖြစ်သွားပြီလေဒီလိုတော့မန်ဖို့ဆိုတာကပုပ်ကိုရဲ့ခိုင်းရဲ့တန်ငါထန်ရဲ့ဒီသုံးပါးမှာလှဲ့လေနေမှဒီနေတကိထိုက်တာပေါ့ကိုကလူကတည်းကဘုန်းကြီးရှိရချီလိုက်ပြီဆိုရင်အဲ့ဒီဘုန်းကြီးကိုင်းတာတော့ဒါသူနဲ့သူ့ပိုင်းပေါ့နော်လူရှိရောက်သွားပြီဆိုဘယ်သူဖြစ်သွားဘယ်သူပိုင်းဖြစ်သွားလဲလူပိုင်းမှာနေတကိမလိုက်ဘူးဗျလူပိုင်းဖြစ်သွားတယ်ဒါကြောင့်သူကတည်းကသူ့ပတ်စံအနေနဲ့ဝယ်ပေးတာဆိုအပ်တယ်ဒီဖုန်းကြီးရတဲ့တကားကြီးဒီပတ်စံနဲ့ဥစဉ်ပိုင်းအနေနဲ့ဒါဥစဉ်ကချီတာမဟုတ်ဘူးအပိုင်ပေးတာမဟုတ်ဘူးပေါ့နော်ရဟန်းပိုင်းအနေနဲ့ပဲတကားကတည်းကဝယ်ရုံမဲ့ဝယ်ပေးတာကပ္ပိယအနေနဲ့ပဲလုပ်ပြီးတော့လှူမယ်ဆိုတော့မတ်ဘူးကိုကလူကတည်းကဘုန်းကြီးရှိမှာအပိုင်ချီလိုက်တာပေါ့သူ့ပတ်စံအနေနဲ့လုပ်ပြီးတော့မှလှူတာဆိုရင်တော့ကျန်တဲ့ရဟန်းတွေမှာအပြစ်မရှိဘူးဗျအဘက်မတင်ပါဘူးဗျ ဆရာတော်ကဒီကိုယူသေးတာရှောက်ထားပါတယ်ဗျာစီလီကိုရုပ်ကိုမေးထုတ်ကြည့်ရင်ပါရာဇိကကြောက်သွားသလားဗျာရကိတော့ရဆရာတော်ဖြေကြောက်ရတော့မှာဗျာ ကိုရင်များဖေဟာကိုရင်တို့သိကျင်တဲ့ဝိနည်းတွေကပါရာဇိကနဲ့အဝေးကြီးလိုပါစေတယ်ဖေဟာအဲ့ဒါကြောင့်ကိုရင်တို့သိလို့တဲ့တခြားနေ့စဉ်ဘဝမှာတပည့်တော်တို့ကျင့်သုံးနေရတဲ့ဟာကိုအဓိကထားမိပါဖေဟာတပည့်တော်တို့မမြင်ဘူးတဲ့အဲ့ဒီကွန်ရုပ်တွေလည်းမမေ့တော့ပါနဲ့ဖေဟာနော်အခြားအများတို့သိလို့တဲ့သီလသမာဓိဆိုင်ရာမိကုံလည်းမေ့လို့ရပါဖေဟာတော်ညာဝိနည်းတာကိစ္စတပါဆိုပေမဲ့ဝိနည်းပဓာနာတာကိစ္စတပါပါဖေဟာဝိနည်းကိုအထူးပြုပြီးအပိဓမ္မာတောက်တံအကျုံးဝင်မေးလို့ရပါတယ်ဗျာကျွန်တော်တို့မမြင်ဘူးတဲ့ဟာတွေဖြစ်ခဲတဲ့ဟာတွေအဲ့တော့လူတွေနားကြားခတ်တဲ့ဟာတွေမေးတော့မမူကြပါနဲ့ဗျာ ဆရာတော်ဗျာမေလျှောက်ခွင့်ပြုပါဗျာနွားသေးကလူတွေခင်းပေးလို့ရှိရင်ထိုင်လို့ရတယ်ဆိုပြီးဘာလို့အိတ်လို့မရနိုင်ဗျာနွားသေးရလူတွေခင်းပေးလို့ရှိရင်ထိုင်လို့ရပြီးတော့ဘာလို့အိတ်လို့မရပါဗျာ နွားတရေကိုထိုင်ဟိုဒါလူတွေစီစဉ်တာကိုပြောတာလူတွေစီစဉ်တာကိုသူ့ဝါဒတိုင်းဆိုရင်ထိုင်လို့ရပြီဘာလို့အိတ်လို့မရလဲမေးတာပါ အဲ့ကိုရင်အမှတ်မှားနေတာသူကဂိဝိကတဆိုတာကနွားတရေနဲ့မဆိုင်ဘူးသူကနွားတရေကသူကအကပိယဆံမမအမစတဲ့တရေထဲမှာပါတယ်အဲ့တော့မအမစတဲ့တရေကိုသူကကိုယ်ပိုင်အနေနဲ့ထားပြီးတော့ပရိဟရိတုံနဝတ္တတိဆိုတာသွားလျာဆောင်ခွင့်မအပ်ကိုယ်ပိုင်အနေနဲ့ထားပြီးတော့ဟိုတဲသွားဒီတဲသွားအဲ့လိုမျိုးအခုနေကတိုင်ကိုသုံးတယ်လို့ပေါ့အနေကတိုင်ကိုသုံးတယ်လို့မျိုးအဲ့နွားတရေတို့ဆိုတာကမအပ်ဆက်ဘူးအဲ့တော့စိတ်တရေတို့သမင်တို့ဂျီတို့ဆိုရင်တော့ဒါနေကတိုင်ကိုနေကတိုင်သုံးတယ်လို့မျိုးသုံးခွင့်ရှိတယ်အေးဒါပေမဲ့အဲ့ခုနကမအပ်ဆက်ဘူးလို့ခေါ်တဲ့ချင်းသေးတရေတို့ကြားတရေတို့စောစောကပြောတဲ့နွားတရေတို့ကိုတင်နာတနာပရိဘောဂလို့ခေါ်တဲ့ကျောင်းမှာအခုလို့ဒီမှာကော်စောတွေခင်းတယ်လို့မျိုး
အမြဲတမ်းပုံသေးခင်းထားမယ်ဘုရားရှိခိုးတဲ့နေရာမှာခင်းထားမယ်အဲ့ခန်းထဲမှာနော်ကောစောအနေနဲ့ခင်းထားမယ်အဲ့ရကလေးမှာအမြဲဆုံးအနေနဲ့ခင်းထားမယ်သေနာသနာပရိဘောကခေါ်တယ်ကျောင်းအသုံးဆောင်အနေနဲ့ခင်းထားမယ်ဆိုရင်တော့ဒါအဆက်တယ်အဲ့လိုဆိုလိုတာလူခင်းချင်းမခင်းချင်းနဲ့မဆိုင်ဘူးသေနာသနာပရိဘောကကျောင်းအသုံးဆောင်နေနဲ့ဆိုရင်အဲ့မအဆက်တဲ့ခုနကချင်းသေးတရေကြားတရေနွားတရေတွေကသုံးကောင်းသွားတယ်စိတ်တို့တိုးတို့အဲ့တရေတွေဆိုရင်တော့အနေကတိုင်းသုံးတယ်လို့မျိုးကြိုက်တဲ့နေရာတည်သွားယူသွားကြိုက်တယ်လို့ခင်းသုံးလို့ရတယ်အဲ့လိုဆိုလိုတာလူတွေခင်းအပ်တယ်ဆိုတာကတခြားအခင်းတွေကိုပြောတာဒီဟာကိုပြောတာမဟုတ်ဘူးနော်ခွင့်မေ တော်ဗျာမိကိုရောက်တယ်ဝေးပြပါဗျာတန်းတော်များသည်မာဓုကမနဲ့အတူထိုင်ကောင်းပါသလားဗျာမောင်နီးဆရာတော်မှမကြတော့ဘူးပါဗျာဆရာတော်ပင်မနေဓမ္မဝိနည်းဆရာတော်ကအရန်ပင်မနေလို့ရှားဆရာတော်တပါဖြေရွေးလိမ့်မယ်မာတုကာမနဲ့အတူထိုင်ကောင်းပါလားဆိုတော့ခုံပေါ်ပြောတာလားခုံပေါ်ပြောလားမှန်ပါဗျာတန်းတူခုံပေါ်ပြောတာလေဗျာဘုန်းကြီးဆိုတော့ဒီလိုတို့ခုံကဒီဃာတနာဆိုပြီးတော့ဆုလိုရမှာရှိပါတယ်ဗျာ၃ယောက်ချောင်းလဲပေါ့နော်ဘယ်နဲ့တောင်းလောက်ရှိမလဲစားထဲမှာဒီလိုပဲပါတာဟုတ်၃ပါးချောင်းလဲထိုင်လို့ရတဲ့နေရာဆိုရင်တော့ဒါရမ်းချင်းထိုင်လို့ရတယ်ပေါ့ဝါကြီးရောဝါငယ်ရောထိုင်လို့ရတယ်၃ယောက်ကိုချောင်းလဲထိုင်လို့မရဘူးဆိုရင်တော့ဒါဒီလိုနှစ်ဝါကြီးနှစ်ဝါငယ်၃ဝါကြီးပေါ့အဲ့ဒီထိပဲထိုင်လို့ရတယ်ခုံတန်းအရှိကြီးမှာဆိုရင်တော့ယောက်ျားလေးနဲ့ထိုင်လို့ရတယ်အမျိုးသမီးနဲ့ထိုင်လို့မရဘူးကိုမေးတာကထိုင်ကုန်ကဘယ်လောက်ရှိတယ်လို့လည်းမပါဘူးเนาะအရှိကြီးဆိုရင်တော့မှပဲအမျိုးသမီးတွေဒီပန်နှုတ်တွေနဲ့ထိုင်ခွင့်မရှိဘူးရဟန်းနဲ့ထိုင်လို့ရတယ်ကိုရင်နဲ့ထိုင်လို့ရတယ်သုံးပါးချောင်းချောင်းလည်းထိုင်လို့မရဘူးဆိုရင်တော့ဒီလိုလိုသုံးဟာကြီးသုံးဟာငယ်ဒါပဲထိုင်ခွင့်ရှိတယ်ဗျအမျိုးသမီးနဲ့ကတော့ဘယ်လိုမှထိုင်ကုန်အရှိကြီးလည်းထိုင်လို့မရဘူးဗျကိုရင်လေးနားလည်းလားမသိဘူးအမျိုးသမီးနဲ့ဒီပန်နှုတ်ပေါ့เนาะယောက်ျားမဟုတ်မိန်းမမဟုတ်အခုခေတ်ဆိုရင်ပန်နှုတ်လို့မသုံးဘူးဘယ်လိုခေါ်မလဲအချောက်ခေါ်မလားမသိဘူးเนาะအဲ့ဒါလေးနဲ့ထိုင်လို့မရဘူးအမျိုးသမီးနဲ့လည်းထိုင်လို့မရဘူးမရဘူးလို့မှတ်ထားလိုက်ကိုရင်ဟုတ်ပလားမေကွန်း6တော့အပါရီဗျာယဟန်တို့ယဟန်ဟိုအဲ့တော့9 နာရီ15မိနစ်ထိခဏယူထားပါရဲ့ဗျာသိခံပြီးတော့မူကြပါဗျာဦးဇင်းများဗျာဟန်ဧကန်တိညာပုစိတုကာမောဝိပန္တိဩဃတံဒေတုမေပန္တိသမဏေယာနံပါရာဇိကာတက္ကန္တရာယောမက္ကန္တရာယောဘဝတိတိဧကောဘိက္ခုဝရတိပန္တိဘိက္ခုနံပါရာဇိကာဘာနာတက္ကန္တရာယောမက္ကန္တရာယောနဘဝတိတိဧကောဘိက္ခုဝရတိပန္တိသစ္ဆန္တုခောဧတံကတ္တမဧဝံဘဝတိတိဝိထာယနေဝဝိသစ္စတုပန္တိမင်းကောဘာသာပြန်ပြပါဗျာကိုရင်ပါရာဇိက၄ပါးရှိတာကြတော့တက္ကန္တရမက္ကန္တရဖြစ်တယ်လို့ပြောတယ်ယဟန်နေရဲ့ပါရာဇိကကြတော့တက္ကန္တရမက္ကန္တရမဖြစ်ဘူးလို့ပြောတယ်တဲ့ယဟန်တစ်ပါးကပြောပါတယ်တဲ့အဲ့ဒါဟာမှန်လားမှားလားသူ့အနေနဲ့သိလို့တာပါဗျာဆရာဘုန်းတော်လေးပဲမိန့်ကြားပေးတော်မူပါဗျာယဟန်ဖြစ်ဖြစ်ကိုရင်ဖြစ်ဖြစ်ဝိနည်းသိက္ခာဘုတ်ကိုသိရတာနဲ့လွန်ကျူးရင်တော့တက္ကန္တရမက္ကန္တရဖြစ်တာပဲလေသင်စိတ်ဆပဲလေလိန်ဓာန်ပဲဖြစ်ဖြစ်လိန်အပြစ်ကိုဖြစ်ဖြစ်ဓာန်အပြစ်ကိုဖြစ်ဖြစ်ယဟန်ဆိုရင်လည်းဒုထုံလပါရာဇိကတို့တန်ဃာတိတို့ဖြစ်ဖြစ်အဒုထုံလလဟုကတခြားပါစိတ်အာဘတ်တွေပဲဖြစ်ဖြစ်စေတနာစိုးနဲ့လွန်ကျူးတယ်ဆိုရင်တော့ဒါကတက္ကန္တရမက္ကန္တရဖြစ်တာပဲအဲ့တော့နားလည်ရမှာကကုစားလို့ရတယ်လေအဲ့တော့ပါရာဇိကကြာသွားတဲ့ပုဂ္ဂိုလ်ကလူထွက်လူဝိဇ္ဇံဘဝနဲ့တရားဓမ္မအထုတ်ရနိုင်တာပဲပေါ့အဲ့တော့ယဟန်ဆိုလို့ရှိရင်လည်းပါရာဇိကကြာသွားရင်ကိုရင်ကြီးဘဝနဲ့အထုတ်လို့ရတယ်လူဘဝနဲ့အထုတ်လို့ရသေးတယ်အဲ့ဒါကုစားတာပဲလေအဲ့တော့အဘက်ကိုကုစားလိုက်တာပဲအဲ့လိုဆိုရင်တော့မတ္တဖို့တာမဖြစ်တော့ဘူးဆိုတော့အကြောင်းယဟန်ဖြစ်ဖြစ်ကိုရင်ဖြစ်ဖြစ်လောကဝိဇ္ဇအာဘက်တွေဆိုရင်တော့တိတိမတိတိမတ္တဖို့တာဖြစ်မှာပဲသူကအကုသိုလ်နဲ့လွန်ကျူးတာကို
လောကဝိဇ္ဇဆိုတာအကုသိုလ်နဲ့လွန်ကျူးတဲ့အာဘတ်တွေပါဏတိဝိဇ္ဇဆိုတာကတော့တိရသားနဲ့လွန်ကျူးမှမတ္တဖို့တာဖြစ်မယ်မသိလို့ဝိနည်းနားမလဲလို့မကျွမ်းကျင်လို့ချိုးဖောက်ပြီးသွားတယ်အာဘတ်တော့တင့်သွားမယ်ဒဏ်တော့ကျသွားမယ်ဒါပေမဲ့မတ္တဖို့တာမဖြစ်နိုင်ဘူးပေါ့အဲ့တော့လောကဝိဇ္ဇနဲ့ပါဏတိဝိဇ္ဇလည်းခွဲရသေးတယ်နော်မင်းတို့ရပါသေးတယ်ဗျာဆရာတော်များမိကုလျှောက်တာပါတိရန်တော်များဆုံးခံပြီးတော့အခါတချို့ရန်တော်များကတပိတ်ဖုံးကိုဖွင့်ရတော့ပါတိဗျာတို့ကလင်းနေတူဖုံးလာတော့အခါလင်းနေတူဖုံးလာတော့အခါလင်းနေတူဖုံးလာတော့ရန်တော်များကမတိတပိတ်နိုင်ဖုံးဝင်တော့ဖုံးတာကိုမတိပဲစွန်ပုံပေးမိလျင်အဘတ်တင်ပါတလားဗျာတပည့်ဖုန်းမပါဖွင့်ထားခိုင်းမှာဖုန်းဝင်သွားရင်ဖုန်းနေကြောင့်အာဘတ်တင်ပါသားလို့မေးလို့ဗျာမသိဘူးတဲ့ဗျာမသိပဲဝင်သွားတာရလို့ပြောပါရဲ့ဗျာဆရာဘုန်းတော်လေးပဲထည့်ကြပြတော့မှာဗျာစောစောကဓမ္မဝိနည်းဆရာတော်ပြောသလိုပဲလေဝိနည်းသိက္ခာပုဒ်ရတချို့သိက္ခာပုဒ်တွေကမသိတော့လည်းပဲအာဘတ်ကမလွတ်ဘူးလေဒါပေမဲ့ဝိနည်းအရာအာဘတ်သိပေမဲ့ဘိဓမာရတော့အကုသိုလ်ဖြစ်ဘူးပေါ့ကိုယ်ကသိမှမသိတာပဲလေနော်အဲ့တော့သိရင်တော့အကက်ခံရမှာပေါ့တပိတ်ထဲမှာဖုံတွေကျသွားတယ်ဆိုရင်သိရင်တော့အကက်ခံရမယ်ဒီမသိဘူးဆိုရင်တော့ကိုသိမှမသိတာဟုတ်တယ်မလားဒါပေမဲ့လည်းဝိနည်းတချို့သိက္ခာပုဒ်တွေကကြတော့မသိလည်းမလွတ်ဘူးတချို့သိက္ခာပုဒ်တွေကရှိတယ်တို့ဝိသတော်ဆရာတော်ဘုရားကြီးအဲ့ဒေါင်းမေတ္တာစာရေးတဲ့အခါမှာမင်းတော်မင်းကအထင်လွဲပြီးတော့အဲ့ဒါခြောင်ပြေးရတဲ့ကာလတစ်ခုရှိတယ်အဲ့ဒေါင်းမေတ္တာစာရေးတော့မင်းတော်မင်းကနားလည်မှုလွဲသွားတယ်ဒါနိုင်ငံရေးဆိုပြီးတော့နားလည်ပြီးတော့ဝိသတော်ဆရာတော်ကြီးကိုဖမ်းဆီးဖို့ကြိုးစားတဲ့အခါဝိသတော်ဆရာတော်ကြီးကခြောင်ပြေးသွားတယ်အဲ့ဒီမှာစကိုင်းဘက်မှာခဏပုံကိုရထင်တယ်ချိန်မကဖက်လို့ထင်တယ်အဲ့ဒီမှာဆရာတော်ကြီးတပိတ်ထဲမှာဖုန်တွေဝင်လို့အဲ့တော့ဆရာတော်ကြီးကကတ်မဲ့လူတယောက်ကိုချတယ်ဘယ်သူများလာမလဲစောင့်အောင်တပိတ်ကတ်လို့ရအောင်လို့ဘယ်သူမှမလာဘူးတဲ့အဲ့တော့ဆရာတော်ကြီးလည်းအဲ့ဒီဆုံးမဖုံးပေးလိုက်ရဘူးလို့ပြောတယ်ဒါဝိတ္တရာဆရာတော်ရဲ့ဒေရုပတိထဲမှာပါတယ်ထင်တယ်ဆိုတော့ပြောချင်တာကအဲ့လိုပေါ့နော်ရှေ့ဆရာတော်ကြီးတွေဝင်းကြီးကိုအလွန်လေးပြတော်မူကြတယ်အဲ့တော့သိရင်တော့အကက်ခံဖို့လိုတယ်မသိရင်တော့သိမှမသိပဲပေါ့နော်အဲ့တော့ဝင်းကြီးအရာအပြစ်ရှိပေမဲ့အဘိဓမ္မာရတော့အကုသိုလ်မဖြစ်ဘူးလို့နားလည်ရမှာပေါ့နော်ဘယ်လိုဆက်မေးရယဟန်တော်များသည်ကဆောင်နေတဲ့အချိန်၌ယဟန်တော်နှစ်ပါးစကားများရတဲ့အခါယဟန်တော်များသည်ကံဆောင်ခြင်းတဲ့အခါ၌ယဟန်တော်နှစ်ပါးကစကားများနေမယ်ဆိုရင်ကံပြတ်ပါသလားဖေ။ရန်တော်နှစ်ပါးစကားများရင်ကံဆောင်တယ်မှာရန်တော်နှစ်ပါးစကားများရင်ကံပြတ်ပါလားလို့မေးတာပါဗျာကံဆောင်နေတဲ့အခါစကားများတာပြောတာမှန်ပါဗျာအေးအဲ့တော့စာပေထဲမှာသူနာတုမေဗန္ဒီတန်ကောဆိုတာအရှင်ဘုရားတို့တန်ဃာတော်ဒီတပည့်တော်ရဲ့စကားကိုနားထောင်တော်မူပါဆိုတာနားထောင်ခိုင်းတယ်ပေါ့အဲ့တော့နားမထောင်ဘဲနဲ့စကားတွေပြောနေတယ်အာဘက်တော့မသိပါဘူးဒါပေမဲ့အဲ့ပြောတဲ့စကားတွေမှာလက်ရှိကံဆောင်နေတာနဲ့ပတ်သက်ပြီးတော့မကြိုက်တဲ့စကားတွေပြောနေပြီဒီကံကြီးကဘာကြီးလဲကွာမလုံးသိမနဲ့လုံနေတယ်လို့ကမ္မဝါဒဖတ်တာလည်းအမှားကြီးတွေလို့စသည်ဖြင့်နှစ်ပါးတူတူနဲ့ပြောနေတယ်ဆိုရင်အဲ့ဒီကံကိုတားမြစ်ရရောက်တယ်ကန့်ကွက်ရရောက်တယ်ဒါကြောင့်ဆရာတော်ဘုရားကြီးတွေကကံဆောင်တဲ့အခါမှာစကားမပြောခိုင်းဘူးစကားပြောလို့အာဘက်တနာလည်းမဟုတ်ဘူးကံပြတ်တာလည်းမဟုတ်ဘူးအဲ့ကံပြတ်စေတဲ့စကားတွေပါသွားမှာဆိုလို့နော်ဒါကြောင့်စကားပြောရင်ကံပြတ်ပြီးတော့ထင်နေမှာဆိုလို့ပြောတဲ့စကားတွေထဲမှာလက်ရှိကံဆောင်တာနဲ့ပတ်သက်တဲ့ကံကွက်တဲ့စကားမနစ်သက်တဲ့စကားတွေပါနေကြရင်တော့အဲ့ဒီကံတွေပြတ်သွားတယ်အဲ့တော့သူတို့ပြောတဲ့စကားတွေဘာတွေလဲဆိုတော့မသိတဲ့ခါကျတော့တန်တရားတွေဖြစ်ကုန်တယ်ပေါ့ကံကိုကန့်ကွက်တဲ့စကားတွေများပြောနေသလားလို့ဖြစ်သွားတယ်ဒါကြောင့်ကံဆောင်တဲ့အချိန်မှာစကားမပြောရဘူးဆိုပြီးတော့ဆရာတော်ကြီးတွေကပြင်းပြထန်ထန်မိတ်တယ်တခါတော့ကဆရာတော်ကြီး
ဒီဘာကမိတ်တာပေါ့ကန်ဆောင်ပွဲပါဦးစင်းတွေကတူ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 နဲ့စကားပြောတယ်ဆရာတော်ကြီးကထဟောဟဲ့ဦးစင်းတွေကိုတော်တို့သူ့နာတုမေဗန္ဒီတန်ကောနာသူ့နာတုမေဗန္ဒီတန်ကောနားမလဲဘူးလားသူ့နာတုဆိုတာနားထောင်ခိုင်းတာလေကိုတော်တို့ဘာလို့စကားများနေတာတော့ထလှမ်းပြီးတော့စူတော်မူတယ်အေးအဲ့တော့အနည်းချုပ်ပြောရရင်စကားများယုံတတ်တဲ့ကံလည်းမပြတ်ပါဘူးအာဘလည်းမသိပါဘူးအကေစကားပြောတဲ့အထက်မှာကံကိုကန့်ကွက်တဲ့စကားမကြိုက်တဲ့စကားအပြစ်တင်တဲ့စကားတွေပါခဲ့ရင်တော့အဲ့ဒါကံပြတ်နိုင်တယ်နော်ဒါကြောင့်စကားတွေမပြောတာအကောင်းဆုံးပဲလို့ဆိုလိုပါတယ် ပါဠိဘာသာရပုစီတုံဩကာတံဒေထဗန္တေတံဂိကဝိဟာရံကယဝေကိယံကရိတုံယုတ်တနုဖန္တေခေအောင်စော တံဂိကဝိဟာရံကယဝေကိယံက စံ ရိ ကိက တုံယု ဝိ တ် ရတာတိုင်းကကြောင်းတွေကိုဝယ်လို့ရောင်းလို့ ကရိတုံယုတ်တနုဖန္တေ ရုပ်ရလားမရလားမေးတော့ဖေတိုင်းကကြောင်းရောင်းဝယ်လို့လို့ရ အေးတန်ခိကအကြောင်းကမယောင်းကောင်းဘူးလေကွယ်တန်ခိကအကြောင်းကမယောင်းကောင်းဘူးရောင်းလိုက်ရင်ဘာဖြစ်သွားသလဲဆိုတော့ဝိတ္တရံစေတော်ဘုရားကြီးဆုံးဖြတ်တာရှိတယ် ရဲထွန်း အဲ့တော့တန်ခိကရေစက်ချထားတဲ့အကြောင်းတွေတန်ခိကရေစက်ချထားတဲ့ခြံတွေကိုတချို့ရောင်းစားကြတာတွေရှိတယ်ပေါ့အဲ့တော့အဲ့ဒီမှာဝိနည်းစရာနှစ်ခုထွက်လာတယ်ဝိတ္တရောင်ဆရာတော်ဘုရားကြီးဆုံးဖြတ်တာကတော့တန်ခိကအကြောင်းကိုရောင်းလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့အဲ့ရောင်းလို့ရလာတဲ့ငွေဒီဒါတန်ခိကပဲလို့ပြောတယ်အေးဥပမာလူတစ်ယောက်ကနေဘုန်းကြီးစီကနေအဲ့တန်ခိကအကြောင်းကိုဝယ်လိုက်တယ်အဲ့တော့အဲ့เจ้าဒီလူရသွားတယ်အဲ့เจ้าကိုရောင်းလို့ရလာတဲ့ဥစ္စာတွေဒါဂရုဗံလို့ခေါ်တယ်ဒီเจ้าကနေဖြစ်ပေါ်လာတဲ့ငွေတွေဒါဂရုဗံအဲ့ဘုန်းကြီးမသုံးကောင်းဘူးအဲ့ငွေနဲ့ပဲပြန်ပြီးတော့เจ้าပြန်ဆောင်ဒါပဲရှိတယ်ဒါအဲ့เจ้าပြန်ဆောင်အောင်ပါဒါဝိသရံဆရာတော်ပြောရင်အဲ့အဲ့ဒီငွေကိုအဲ့ဘုန်းကြီးသုံးလို့မရအောင်နော်အဲ့လူပုဂ္ဂိုလ်သုံးလို့မရအောင်ဒါတိုင်းကြီးကเจ้าကနေဖြစ်လာတဲ့ငွေအဲ့ကြောင့်ဂရုဗံငွေလို့ခေါ်တယ်အဲ့ဒီလိုမျိုးပြောတာဒါဝိသရံဆရာတော်ဆုံးဖြတ်တဲ့ဝါဒဒီလိုလိုလည်းအဲ့ဒီဝါဒကြိုက်တယ်နောက်တချို့ဆရာတော်တွေဆုံးဖြတ်တာကကြတော့ဘလို့မှရောင်းလို့မရဘူးရောင်းတော့လည်းရောင်းရမရောက်ဘူးနော်လို့ပြောတယ်ရောင်းရင်လည်းလူတစ်ယောက်ကအဲ့เจ้าကိုဝယ်သွားတယ်ဝယ်သွားရင်လည်းအဲ့ဒါဝယ်ရမရောက်ဘူးအဲ့เจ้าကတိုင်းကเจ้าကတိုင်းကเจ้าပဲအဲ့လိုမျိုးပြောတယ်နော်လူလက်ထဲကိုရောက်သွားရင်လည်းအဲ့เจ้าဒီတိုင်းကเจ้าပဲသူတို့ပြောတယ်ဒါတဝါဒပေါ့နော်အဲ့တော့နဝါဒရှိတယ်ပေါ့ဝိတ္တရောင်ဆရာတော်ကကြတော့เจ้าကိုရောင်းလိုက်ရောင်းလို့ရတဲ့ငွေရတော့ဒါဂရုပံเจ้าကတော့လူဥစ္စာဖြစ်သွားမယ်ဒါပေမဲ့ငွေရတော့တိုင်းကပဲငွေရတိုင်းကဖြစ်သွားတယ်နောက်တစ်ဝါဒမှာကျတော့ဘလို့မှရောင်းလို့မရအောင်အကြောင်းဟာအကြောင်းပဲတိုင်းကပဲဒီလိုပြောတာအဲကြောင့်နှစ်ဝါဒဘုသူတာမှတ်ထားပေါ့နော် ဒီကိုမေးချောင်းဝင်ပြပါဗျာရန်တပါကျောင်းစည်းကမ်းတော်၎င်းဝင်းနီးစည်းကမ်းတော်၎င်းဖောက်ပြနေရအောင်ကိုရင်တပါတွေ့ပြီးတော့ဆရာသမားတွေနဲ့ရှောက်မယ်လို့အဲ့လိုပြောခဲ့မိပါတယ်ခင်ဗျာအဲ့ကိုရင်ဒန်10ပါးတဲ့ကရန်ကိုချင်းချောက်တာကြပါသလားခင်ဗျာဆရာဖုန်းတော်လေးဖြေချပြပါအေးပြန်မေးပါအောင်ပါလဲ ကိုရင်တပါရန်တပါကျောင်းစည်းကမ်းတွေဝင်းနီးစည်းကမ်းတွေဖောက်ပြနေတာကိုခင်ဗျာဆရာသမားတွေနဲ့ရှောက်မယ်လို့ပြောပါတယ်ခင်ဗျာအဲ့ဒါ မဟုတ်ချိုးပေါက်တာကယဟန်လားကိုရင်လား ရဟန်းဖေ။ ယဟန်ကချိုးပေါက်တယ်အဲ့ဒါကို ကိုရင်က ကိုရင်ကဘာလုပ်လဲ ဆရာသမားတွေနဲ့ရှောက်မယ်လို့ပြောတယ်ဗျာ ဆရာသမားနဲ့သွားလျှောက်မယ်ပြောတယ် ။အဲ့ဒါကိုရင်ဒန်ဆယ်ပါးတွေကရဟန်းကိုချင်းချောက်ကကြပါသလားဗျာ ဟုတ်မလဲဒါသူ့စေတနာနဲ့ဆိုင်တယ်လေဒီဥစဉ်ကိုစီကံတွေချိုးပေါက်နေလို့အပြစ်တွေလုပ်နေလို့ဒါတန်ချင်းစင်ကြယ်စေခြင်းနဲ့စိတ်နဲ့ပြောတာဆိုရင်ဘာအပြစ်မှမရှိဘူးလေကိုတော့သိတယ်လေမဟုတ်ရင်လောကကြီးမှာမတရားတာတွေလုပ်နေတာကိုမျက်စိပိတ်နားပိတ်နေရမယ်အဓိပ္ပာယ်ရောက်သွားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ပြောတဲ့ဟာပြောရမှာပဲလေအဲ့ဒါချင်းချောက်တယ်လို့မခေါ်ပါဘူးเนาะအေးအဲ့တော့ရှင်ပြတော့ဗျာဘုရားတော်များမနက်ပိုင်းအစီအစဉ်အဲ့ရနာဝတ်အချိန်ကြာရောက်ပါပြီဗျာအဲ့တော့များဒီနေ့အဖိနေဖြစ်တဲ့အတွက်ကျောင်းတိုက်တန်ဃာတော်များကောင်းကြီးသင်္ကန်းလျှော်အားလုံးပုံမှန်တိုင်းလုပ်ရပါရဲ့ဗျာနေ့လည်ချိန်ကျရင်
တဏှာရနေ3နာရီအချိန်လူပုဂ္ဂိုလ်များဆိုင်ရာသူတို့ကိုပြရထားတဲ့အတွက်3နာရီထိုးမှပဲတန်ဃာတော်များအတွက်တုံးခောက်ပါမယ်ဗျာအဲ့ဒီခါမှပဲတန်ဃာတော်များကြွလာလို့ရပါတယ်ဗျာဘယ်တော့ညာမေကွန်းနဲ့မေးတဲ့ခါဘုရားတော်ကြားရမေးနိုင်ပါတယ်ဘုရားတော်မဖြေခဲ့တာ2ခုရှိပါတယ်ဗျာအဲ့ဒီ2ခုကိုဆရာတော်များကိုစားတပည့်တော်ကပဲလျှောက်ထားဖြေကြားပါမယ်ဗျာဒီဖြေကြားချက်ကလည်းဘုရားတော်မျိုးအတနောမတင်ကြတာဖြစ်ဆရာတော်များကိုစားမပြုပါဘူးဘုရားသူတို့မေးခဲ့တဲ့ပါရာဇိကကြားမကြားအဲ့ဒီဖြတ်6အောင်ဗာလဲဖြတ်ဗာလဲဖြတ်ဖောက်ရှုပ်ဘာနာစီလူစသည်အဲ့ဒီပါရာဇိကကြားတာမကြားတာအပထားလို့ဒီလိုစိတ်တက်မျိုးဒီလိုလောက်ရမျိုးရှိတဲ့သူတွေသာသနာမဲ့မရှိတဲ့အမိုက်တရိုက်ပုဂ္ဂိုလ်တယောက်သာဖြစ်ပါတယ်ဗျာစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်ပါတယ်ဗျာအဲ့ဒီလောက်ရတဲ့လှုပ်နေတဲ့လူကိုဝိနည်းဆောင်မဆောင်ဝိနည်းလဟုကကရုကချွေခြင်းတုတ္တမဘယ်တန်ကမှလည်းအလိုမရှိပါဘူးဗျာဒီပုဂ္ဂိုလ်မျိုးကိုမိခိုးနေလို့လည်းအရှင်ဘုရားများမှာသီလသမာဓိမတိုးပွားနိုင်ပါဘူးဗျာအဲ့ဒါဒီပုဂ္ဂိုလ်များကံကြီးကံငယ်အတူဆောင်လို့လည်းဒီပုဂ္ဂိုလ်စီကဘာမှဘုရားရတော်များအတွက်အကျိုးရမှာလည်းမဟုတ်ပါဘူးဗျာဒါကြောင့်ပါရာဇိကကြသည်မကြသည်အပထားလို့ဒီပုဂ္ဂိုလ်ဒီလောက်ရသည်မလို့သင်တဲ့လောက်ရဒီလိုပုဂ္ဂိုလ်မျိုးသည်လက်မခံသင်တဲ့ပုဂ္ဂိုလ်လို့ပဲဆရာတော်များအားလုံးနားလည်သဘောပေါက်ပြီးတော်မူကြပါဗျာတန်ဃာတော်ရှင်များတို့ဘုရားတော်များ၏မန္တပိုင်းအစီအစဉ်ကိုဗုဒ္ဓသာသနာစိရန်တိတ္တတို့သုံးညံရွတ်ဆို၍ရုပ်သိမ်းပြီးတော်မူကြပါတန်ဃာတော်ရှင်များတို့ဘုရားဗုဒ္ဓသာသနာစိရန်တိတ္တတို့ဗုဒ္ဓသာသနာစိရန်တိတ္တတို့ဗုဒ္ဓသာသနာစိရန်တိတ္တတို့သာဓုသာဓုသာဓုချင်းကြည့်လိုက်လို့ရတယ်တို့ရောက်နေတယ်အကောင့်မှာကြည့်ခန်းထဲမှာလေးတယ်အဲ့ဒါကဆွမ်းသားပြီးရှင်ခဏပါလားကွာ